ဒီနေ့လဲဖျားရှင်ကအခွင့်ကောင်းပြန်ပေးတဲ့အတွက်ဂုဏ်တော်ကိုချီးမွမ်းနေလာရောက်တဲ့ညီကောင်မောင်နှမအားလုံးအပေါ်မှာလဲကျေးဇူးအများကြီးတင်နေကျွန်မကိုကျန်းစာမဟုတ်ဖျားရဲ့နှုတ်ကပတ်တော်ကိုဝင်ဟာဖို့အချိန်ပြန်ပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်နေလို့ပါစတာတွေတင်နောက်လူကြီးတွေနောက်အမျိုးသမီးဖွဲ့ကြီးပြင်လဲယုံကြည်သူအားလုံးအပေါ်မှာကျေးဇူးအများကြီးတင်နေဆိုတာကျွန်မပြောချင်တယ်ဆရာအခုနဆရာပြောသလိုပေါ့နော်ကျမတို့ကကျန်းစာကြောင်းပမာကျန်းစာ MICT မှာအတူတူတက်တယ်သူက BTH တက်တယ်ကျမက LTH တက်နေတဲ့အချိန်ပေါ့နော် so ကျမက16နှစ်16နှစ်ကနေကျန်းစာကြောင်းရောက်တာ16နှစ်ပေါ့နော်ကျန်းစာကြောင်းမှာပြည့်တယ်အဲ့ဒါနဲ့ဖျားကိုဖျားရဲ့အမှုတော်ဆောင်အရင်ဖြစ်ချင်တာနဲ့မိဘတွေကကျောင်းတက်စေခြင်းပဲမဲ့ကျွန်မကဖျားကိုပုံမှဖျားအမှုတော်ဆောင်တာကိုပုံမှကြိုက်တဲ့အတွက်ကြောင့်မလို့ကျန်းစာကျောင်းကိုရွေးလိုက်တယ်ပေါ့နော်အရင်ငယ်တယ်ပေါ့နော်သူတို့ကစိတ်မချဘူးကျန်းစာကျောင်းမှာ2နှစ်3နှစ်နေတဲ့အထိထွက်ပြီးမှကို secular ကိုတက်အဲ့လိုပဲသူတို့အားပေးတယ်ကျန်းစာကြောင်းတက်တဲ့ဟာကိုအားပေးမယ်အစားပေါ့နော်ဒါပေမဲ့ဖျားသခင်ကခေါ်တဲ့အခါကျရင်သူ့အမှုတော်အတွက်ခေါ်တဲ့အခါကျရင်ဘယ်သူကမှငင်းလို့မရဘူးငင်းရင်လည်းဂျောနာလိုဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်ကျွန်မကျန်းစာကြောင်းပြီးတဲ့နောက်ပိုင်းပါစတာနှစ်ဖိုင်ခွာမှာတနှစ်မောင်တန်းကျွန်မရဲ့အရွာမှာတနှစ်လောက်ပြီးတဲ့နောက်ပိုင်းအိန္ဒိယကိုပြန်သွားတယ်ပြန်ဆက်တယ်ပေါ့နော်အင်္ဂလိပ်စကားမရဘူးအင်္ဂလိပ်စာမဖတ်နိုင်ဘူးဆိုရင်တော့စာများဖတ်လို့မရဘူးဆိုတာကျွန်မစိတ်ထဲမှာအမြဲရှိတယ်ပြီးရင်လည်းစိတ်ကူးရင်လည်းပေါ့နော် doctorate အထိတော့တက်ဖို့ဆိုတဲ့စိတ်ကဖះအမှုတော်ကိုနည်းနည်းဆောင်ချင်တော့တက်ဖို့လိုတဲ့ဆိုတဲ့စိတ်ကရှိနေတဲ့အခါကျတော့အိန္ဒိယကိုပြန်သွားပြီးမှအာရနေမယ်ဆက်ကြားကာလမှာအရေးခင်းကြောင်းဗမာပြိုပြန်သွားလို့မရဘူး130ဖြစ်လာတယ်အဲ့ခါကျတော့တရားနေဘဝကအများကြီးဖြတ်တန်းလာတာပေါ့နော်နောက်ဆုံးကျတော့ကျမအမှုတော်မဆောင်နိုင်တဲ့အတွက် UN မှာကိုလူမျိုးတွေကိုတွန်းကူညီမယ် refugee တွေကိုတွန်းကူညီမယ်အမှုတော်ဆောင်တာပဲဖြစ်တယ်ဆိုပြီးတော့မလေးရှားကိုဂျမိကာမှာနေတဲ့နေရာနဲ့တွားလိုက်တယ်အဲ့မှာအလုပ်လုပ်တယ်ပြီးမှ2007 December 31st မှာဂျမိကာကိုပြန်သွားတယ်ကလေးတွေနဲ့အကြောင်းတက်ဖို့လဲလိုတာပြီဆိုတော့အဲ့ဒါနဲ့အဲ့ရနေဒီကိုပြောင်းလာတယ်2010မှာပေါ့နော်2010ပြောင်းလာတဲ့ခါကျတော့ကျွန်မကစိတ်ယုံမှာအလုပ်လုပ်တယ်ကျေးဇူးတော်ကြောင့်ကျွန်မက production engineer ထိရောက်သွားတယ်လက်ခကောင်းတယ်ဒါပေမဲ့ CBMC ကလိုတယ်ပါစတာလိုတယ်လက်ခလည်းပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖះအမှုတော်ဆောင်လိုနေတယ်ဆိုပြီးတော့လာတောင်းတဲ့အခါကျတော့ပတ်စံကိုကျွန်မမဲ့ရမလားအမှုတော်ဆောင်ကိုကျွန်မရွေးရမလားဖះကိုဆုတောင်းတယ်ကျွန်မပြောတယ်by law အတိုင်းပေါ့နော်meeting ဒီလို့ပြီးမှရွေးဘယ်လိုခေါ်မလဲနောက်ဆုံးဖះအလိုတော့ရှိရင် vote သွားတဲ့အတိုင်းပဲကျွန်မသွားမယ်လို့အဲ့ဒါဖះကျွန်မကိုအဖြေပေးတဲ့ဟာပဲဖြစ်ပါစေလို့ vote ကတရားမှာတရားရသွားတယ်ဆိုတော့ဖះအမှုတော်ဆောင်ကိုကျွန်မရွေးလိုက်ပြီးမှ CBMC မှာ2012ကနေpastor လုပ်လိုက်တယ်အဲ့နောက်ပိုင်းခုနဆရာပြောသလိုပေါ့နော်လုံးဝမမျှော်လင့်ပဲနဲ့ပြန်တွေ့ရတယ်ဆရာလို့ကျွန်မကိုမှတ်မိလားဆိုသူတိတ်မမှတ်မိဘူးဒါပေမဲ့ကျွန်မတော့မှတ်မိတယ်ကျောင်းမှာနေတော့ကဆိုရင်တော့ကျွန်မကငယ်သေးတယ်ဆရာကအိမ်ထောင်ပြုတ်ပြီးတဲ့နောက်ပိုင်းလာတယ်ဆိုတော့အကိုကြီးတို့လိုပေါ့နော်ဖခင်ကြီးလိုအားကိုအားထားရတယ်ပေါ့ classmate မဖြစ်ပေမဲ့သူက PTH တက်တယ်
ဒါပေမဲ့ classmate မှာအဲ့လိုမျိုးဟိုမိသားစုနဲ့လာတဲ့2ယောက်3ယောက်ရှိတယ် so ကျမကအရင်ငယ်သေးပေမဲ့ဟိုဘယ်လိုခေါ်မလဲအားကိုအားထားထိုက်တဲ့အကိုကြီးတွေပေါ့နော်ရှိနေတဲ့အမကြီးတွေရှိတဲ့အတွက်ကျမကအရင်ဟိုကျန်းစာကြောင်းမှာပြောတယ်ပေါ့နော်တနေ့အရင်ကိုဖျားပြီးမှ cirrhosis ဖြစ်ခဲ့တယ်လေဒုတိယနှစ်မှာဆိုကျမကတနေ့ပြန်လာတယ်ပြီးရင်အရေးခင်းလည်းဖြစ်အောင်ကြောင်းလည်းမဆက်နိုင်အဲ့လိုမျိုးဖြစ်သွားတယ်လေကျန်းစာကြောင်းတက်တဲ့အခါမှာဒါပေမဲ့ဖျားသခင်ကသူ့ရဲ့အမှုတော်ဆောင်လောကကိုပြန်ခေါ်လာတယ်ဂျောနာလိုဘလို့ပဲတော်ပြန်ဆွဲလာတဲ့အခါကျတော့အမှုတော်ဆောင်လောကကိုပြန်ရောက်လာတဲ့အခါမှာဒီမှာဖျားအမှုတော်ဆောင်အချင်းချင်းဖြစ်တဲ့ညီကိုမောင်နှမလိုချစ်ကြတဲ့ဆရာကြီးနဲ့ပြန်တွေ့တဲ့အခါကျတော့လေကျမအယံဝမ်းသာတယ်လို့ဒါမှအဲ့ဒါတခုတည်းမဟုတ်ဘူးဒီမှာကျမကိုညီမကိုအမကိုအတော်လို့ခင်လို့ချစ်လို့ကျမအမှုတော်ဆောင်ပေးတဲ့ဖျားကိုချစ်တဲ့သားသမီးတွေကကိုညီကိုလို့ကျမကိုမြင်ပြီးတော့အဲ့လိုမျိုးအမျိုးသမီးသင်တန်းပေးဖို့လဲဖိတ်ခေါ်တဲ့အတွက်နောက်ပြီးတော့ဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်လဲဝင်ခါဖို့အတွက်အခွင့်ကောင်းပေးတဲ့အခါမှာကျမအင်မတန်မှဝမ်းသာတယ်လို့ဇုတ်တုံဒီကကျမငငယ်ကလေးကမဝေးဘူးကျမပြောပြီးထင်တယ်ဒီမှာဇုတ်တုံနဲ့မရာဆိုရင်တော့ကျမအဖွားတွေကဇုတ်တုံနဲ့မရာနဲ့အဆက်မပြတ်မကင်းတဲ့သူတွေဖြစ်တယ်ကျမအဖွားအမေရဲ့အဖွားပေါ့နော်သူကခေါ်ဆောင်မှာအိမ်ထောင်ကြတယ်ပြီးရင်အားရနဲ့သူ့ရဲ့ညီမကဟိုဇုံတုံးမှာအိမ်ထောင်ကြတယ်ဒေါက်တာဂျော်ဂျော်ဆိုတာအားလုံးသိကြမှာပဲเนาะဒေါက်တာဂျော်ဂျော်ရဲ့အဖွားကကျမအဖွားနဲ့ညီမဖြစ်တယ်ဆိုငယ်ကလေးအစုံတုံးကလာတတ်တယ်ဆိုကျမစကားတတ်တာလူခစင်းမနထွားအရာကိုငယ်ကလေးအသိပြီးလာတဲ့ခါကျပြောတတ်ကြတယ်လေเนาะဆိုတော့ကျမဇုံတုံးကကျမရဲ့ဒီညီကိုမောင်နှမလိုပဲပေါ့နော်စိတ်ထဲမှာမရာဆိုရင်လည်းကျမအဖေရဲ့အမေကမရာကျင်စာဟိုငါဖိုက်တဲ့ကနေအဲ့လိုမျိုးတို့အထန်တန်လန်းကနေငါဖက်တဲ့ကိုတွားတဲ့ကျင်စာတမီညီမပေါ့နော်အဲ့ဒါအဖေကယူတယ်ဆိုတော့လောက်တူမရာပြီးရင်ဇုံတုံးဆွေတော့ကျမမိသားစုလိုပဲစိတ်ထဲမှာလာတဲ့အခါကျတော့ဒီမှာလာတဲ့အခါဟိုတလောကလာတဲ့အချိန်မှာပဲဖြစ်ဒီမနေ့ရောဒီနေ့ပေါ့ပဲရောပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုအမျိုးတွေစီသွားတယ်လို့ပဲကျမခံစားတယ်လို့ကျေးဇူးလည်းအများကြီးတင်နေဆိုတာကိုထပ်ပြီးမှကျမပြောချင်တယ်ဒါပေမဲ့ဝမ်းနေတာတစ်ခုကတော့ဇုတ်တုံစကားမတတ်ဘဲနဲ့ဇုတ်တုံစကားနဲ့ဖျားအကြောင်းဒီမှာဆမ်းမပေးနိုင်တဲ့အတွေ့အကြုံပေါ့နော်ကျမဝမ်းနေတယ်လို့ကိုယ်စကားမဟုတ်တဲ့ဗမာစကားကိုငှားပြီးမှဒီမှာသုံးရတဲ့အဖြစ်ပေါ့နော်ကျမကစိတ်အရင်ဟိုနာတယ်ပြောမလားကိုအမျိုးတွေစကားကိုအားလုံးနားလေပြောတတ်ပြီးမှကိုဘာသာစကားနဲ့တရားဟောနိုင်ရင်ဘလောက်ကောင်းမလဲဆိုတာပေါ့နော်အဲ့ဒါကြောင့်ဒီမှာကချင်ငယ်မလေးတွေဒီမှာဟိုဇုတ်တုံနဲ့ကချင်နဲ့ရောကြတယ်ပေါ့နော်ဒီမှာချင်း line နဲ့ပေါ့နော်ဘာပဲဖြစ်ကိုယောက်ျားကိုမိန်းမရဲ့ဘာသာစကားကိုတတ်ဖို့စ조사ကြပါလို့ကချင်လည်းဗမာစကားတော့ကိုစကားမဟုတ်ဘူးလေနော်ဆိုတော့ကိုဘာသာစကားလေးနဲ့တရားဟောနိုင်တချင်းဆိုနိုင်ကြားနိုင်ပြောနိုင်တာအင်မတန်မှကုန်ယူဖို့ကောင်းတယ်လို့နော်အဲ့ဒါကျမကသားသမီးတွေကိုလည်းချင်းစကားမတတ်သူတို့မတတ်ဘူးမတင်ပေးနိုင်ဘူးဗမာစကားလည်းမတင်ပေးနိုင်ဘူးပေါ့နော်အဲ့ဒါလည်းကိုအမြဲအပြစ်တင်တယ်ဒါပေမဲ့သူတို့ကိုပြောထားတယ်နင်တို့ကျောင်းပြည့်တဲ့ခါကျရင်ဟာခါကိုချင်းဟိုပေါ့နော် Christian University ကိုတွားပြီးမှလောက်အားတွားပေးကြနင်တို့ပညာကိုတွား share သူတို့ရဲ့စကားဘာသာစကားနဲ့တလက်ထုံးစံကိုတွားယူအဲ့လိုပဲကျွန်မငငယ်ကလေးကသူတို့ကိုတင်ပေးတယ်ဘယ်လိုလာမလဲတော့မသိဘူးပေါ့နော်အေးဘာပဲဖြစ်နေကုန်ကများတယ်ဆိုတော့ဟိုအချင်းကန်တက်ရှိလားမသိဘူးသူများဖះကြောင်းထားတယ်ဆိုတော့
မရှိဘူးเนาะအေးဟုတ်ပြီဒါဆိုရင်မရှိဘူးဆိုတော့ကောင်းကောင်းလဲထိုင်တဲ့နေရာကိုပြင်ထားကြပါအခွင့်အခါအများကြီးကြုံတာမဟုတ်ဘူးပေါ့နော်ကျမကဒီတရားဟောချက်ကိုပြင်တာဆူတောင်းခြင်းနဲ့မနေ့ညမနေ့3နာရီထိပြင်တာနော်ဆိုတော့မနေ့3နာရီထိဒီကနေပြန်သွားပြီးတဲ့နောက်ပိုင်းပြင်တဲ့3နာရီမနေ့3နာရီထိပြင်တဲ့တရားကိုတော့ကောင်းကောင်းလဲဆူတောင်းခြင်းနဲ့နားလေစေခြင်းနဲ့ဆိုတော့ကျမရဲ့စေတနာအပြည့်နဲ့ဖြစ်ခြင်းနဲ့ဟိုနဲ့စေတနာအပြည့်နဲ့ကျမပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖရားရဲ့နှုတ်ကပတ်တော်ကိုကျမတို့အားလုံးအတူတကွစိတ်ရှင်လက်ရှင်နဲ့ဆင်ခြင်ကြရအောင်လို့ကျမပြင်တဲ့အခါမှာဗမာလိုမဖတ်တတ်တဲ့သားတွေသမီးတွေရှိမယ်လို့ထင်လို့လေကျမအင်္ဂလိပ်လိုလည်းပြင်ထားတယ်လို့ဒီမှာသူတို့ဘယ်လိုခေါ်မလဲနားမလဲပဲနဲ့တစ်ချိန်လုံးထိုင်တာကျမမိသားစုအဲ့လိုထိုင်တာအရန်တနာတယ်အခုတော့ကျမတို့ CBMC မှာဆို translator ရှိတယ်ပေါ့နော်ဆိုချင်းလို့ပြောရင်ဒီမှာအင်္ဂလိပ်လိုနဲ့ဗမာလိုသူတို့ပြန်ပေးတယ်ဆိုစကားပြန်ရှိတယ်ဟိုသူတို့နှစ်ချက်လေးပေါ့နော်အဲဆိုတော့သူတို့ကအားလုံးနားလေသွားပြီပေါ့နော်နားမလဲပဲနဲ့နိုင်ဝက်တနိုင်ထိုင်နေဆိုတော့မလွယ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမအင်္ဂလိပ်လိုလည်းအတတ်နိုင်တဲ့လောက်တော့ပြင်ဆင်ထားပါတယ်လို့သားဒီဗမာလိုမဖတ်တတ်နားမလဲတဲ့လူတွေအတွက်နားမလဲသည့်တိုင်ဒီမှာစာတန်းတွေသူတို့တွေ့ရင်တော့အော်ပါပြောလဲဆိုတာတော့သူတို့နားလဲဖြစ်မှာပဲဆိုရဲယုံကြည်ခြင်းနဲ့ပေါ့နော်ကျမပြင်ထားတာဖြစ်ပါတယ်လို့ကျေးဇူးတင်စကားတော့အလောက်နဲ့ပဲကျမပြောမယ်အားလုံးကျေးဇူးတင်နဲ့ဖခင်ရှင်အားလုံးကောင်းကြီးပေးပါစေလို့ပဲကျမတို့ဒီကနေ့အားလုံးအတူတကွစဉ်းစားဖို့ရန်ခွန်အားယူဖို့ရန်အတွက်ပြင်ဆင်ထားတာကပါလဲဆိုရင်တမန်ကျမ်းစာရဲ့အခွင့်အာဏာလောက်ပိုင်ခွင့်လို့ပဲကျမဘာလို့မပြန်တတ်ဘူးဒီဟာတော့ biblical authority Bible နုငိတ်နာချင်းလို့တော့ Bible နုငိတ်နာ biblical authority လို့အင်္ဂလိပ်လိုတော့ပြောတယ်ဒါပေမဲ့ဗမာလိုပြန်တဲ့အခါကျတော့ဗမာလိုကကျမသိမတတ်တော့ Google Translator ကိုတခါတည်း maybe မအိုင် Google Translator ရဲ့အကူအညီနဲ့ပဲကျမပြင်တာဖြစ်ပါတယ်လို့เนาะဆိုတော့အားလုံးတော့နားလည်မှာပါဒီကျမ်းစာရဲ့သူဘလောက်အစွမ်းအစာရှိပြင်ကျမ်းစာကပါလဲဘလောက်အစွမ်းအစာရှိလဲယုံကြည်သူတွေအတွက်တခြားစာအုပ်နဲ့မတူတဲ့အကြောင်းတခြားစာတွေနဲ့မတူတဲ့အကြောင်းကျမ်းစာကအသက်ဖြစ်တဲ့အကြောင်းတွေကိုကျမဒီနေ့ပြောချင်တာငှချင်တာဖြစ်ပါတယ်တိပြီးသားလည်းဖြစ်နိုင်တယ်တင်ပြီးသားလည်းဖြစ်နိုင်တယ်ဒါပေမဲ့ယုံကြည်သူအများကြီးကကျမ်းစာရဲ့ဒီအခွင့်အာဏာလောက်ပိုင်ခွင့် biblical authority ကိုအများအားဖြင့်မသိတဲ့လူတွေအများကြီးရှိတယ်ခရိယန်ဖြစ်တယ်အချားရဲ့ခရိယန်ဖြစ်ပေမဲ့လည်းကျမ်းစာဖြစ်တယ်ဆိုတာတော့နားလည်တယ်ပေါ့ဘလောက်ထက်မြက်ပြီးမှခရိယန်ရဲ့အတွက်ဘလောက်အကျိုးရှိတဲ့ဘလောက်တန်ဖိုးရှိတဲ့စာအုပ်လဲဆိုတာကိုမသိနားမလဲတဲ့လူတွေအများရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်မ CBMC မှာလည်းကျွန်မပြောခဲ့တယ်ကျမ်းစာကဘလို့ထွက်လာပြီးမှဘလို့မျိုးစာအုပ်ဖြစ်ပြီးမှယုံကြည်သူတွေအတွက်ကျမ်းစာကဘာဖြစ်တယ်လဲဆိုတာကျမတို့ယုံကြည်သူတွေနားလည်ဖို့အင်မတန်မှအရေးကြီးတယ်လို့ကျမတို့ခံစားလို့ပြန်ပြမဝင်ငှချင်တာဖြစ်ပါတယ်လို့နော်ဆိုတော့ဒီမှာအားလုံးကျမ်းချက်ကျမတို့ဘယ်မှာမိမလဲဆိုရင်ဟီဘဲဩဝါဒစာအခန်းကြီးလေးအငယ်7မှာကျမတို့အတူတူကဖတ်ဖို့ကျမဒီကနေဖိတ်ခေါ်ချင်ပါတယ်အားလုံးမတ်တရပြီးတော့အတူတူဖတ်ရအောင်လို့အားလုံးအတူတူဖတ်ကြရအောင်ဖျားသခင်ဤနှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လျက်တကာတို့ထက်ခြင်းနဲ့ပြည့်စုံသည်ဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နဲ့စင်ချီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွင်းထားသည်စိတ်နှလုံးအကြံအစီများကိုလည်းတိမင်တဤဒုတိယအချက် 2 Timothy 3:16 17 ထိဖြစ်တယ်ကျမတို့ဒီဟာကိုခဏလေးဖတ်ကြရအောင်လို့
ထိုကျမ်းစာရှိသမျှသည်ဖျားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဖျားသခင်ဤလူကြီးဆုံလင်သောသူကောင်းသောအမှုအမျိုးမျိုးကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုပေါ်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏အလုံးထိုင်ရအောင်ဟုတ်ပြီကျမ်းစာကပါလဲဆိုတာဒီမှာဟိဘရဲထဲမှာလဲကောင်းကောင်းလဲရေးထားတယ်ကျမတို့ချင်းလို့ဆိုရင်တော့သူဘာပြောလဲဆိုတော့ဒီမှာပတ်ရှင်ပြကျိုအနုံဤအထောင်းกับนิฮาร์ไว้นำนากินอาหารเดวหลังลักินอเชียวโคนุ่นนักเลทราวอันอิตนนักเตียงเขียจังเลคลิกอันอิตนนักเตียงอเชียวโคมินุงลงชินดุนักเลรัวนักวิยเตขาอังหัลดีเดที่มาประมาณลูกพี่ไล่ได้ค่ะเจ้าเราจะมาน้ำมาเลยลูราเราลาเรามาตีบูนั่นเองချင်းလို့ပြောတဲ့ဟာကိုပြန်ပြမပြန်ရှင်းပြခြင်းနဲ့ကျမရဲ့နားလေတယ်လို့ပြန်ရှင်းပြခြင်းနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဟာတဲ့အသက်ရှင်နေအင်မတန်မှအာနာတကိုးရှိတယ်နှစ်ဖက်ဟိုရတဲ့ထက်တဲ့ဓာတ်ထက်ပိုပြီးမှထက်တယ်သူကတခါတည်းဟိုအကုန်လုံးကိုဟိုးထိရောက်တဲ့အထိပေါ့နော်ထိုးတာတခုတည်းမဟုတ်ပဲဟိုးအပြင်ထိရောက်အောင်သူထိုးနိုင်တယ်တဲ့အသက်နဲ့ဝိညာဉ်ဆုံတဲ့အထိကိုပြီးရင်ဒီကအယိုးအစစ်တီဆုံတဲ့အထိကိုသူကအကုန်လုံးခွဲချနိုင်ခွဲပြီးမှဖြတ်နိုင်တယ်တဲ့လူရဲ့အကြံအစီလူရဲ့ဖြစ်ချင်တဲ့အရာလိုချင်တဲ့အရာလူစင်းစားတဲ့အရာအလုံးကိုလည်းသူသိတယ်တဲ့ဖျားစီကနေကျွန်တော်တို့ဘာမှဖွက်နိုင်တာမရှိဘူးအလုံးဖွက်နိုင်နဲ့မရှိအောင်ကိုသူသိတယ်တဲ့ကျမ်းစာရဲ့အစွမ်းအစပေါ့နော်ကျမ်းစာဘလောက်တကိုးရှိတယ်လဲဘလောက်အစွမ်းစာရှိတယ်လဲဆိုတာဒီမှာကျွန်တော်တို့ချင်းလို့ရေးထားတာကိုနည်းနည်းကိုနားလေတယ်လို့ပြန်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီကျမ်းစာကဘယ်ကနေထွက်လာတယ်လဲဘယ်ကနေစလာတယ်လဲဆိုတာကိုကျွန်တော်တို့သိဖို့အင်မတန်မှလိုတယ်သိပြီးသားလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီကျမ်းစာကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တော့ဘယ်ကနေထွက်လာတယ်လဲဘသူကရေးတယ်လဲဘလို့ဒီစာအုပ်ကြီးဖြစ်လာတယ်လဲဆိုတာကျွန်တော်တို့ကြည့်ဖို့လဲကျွန်မဖိတ်ခေါ်ခြင်းနဲ့အဲ့ဟာကိုမကြည့်ခင်မှာဒီမှာတမန်ကျမ်းစာအခွင့်အာဏာလောက်ပိုင်ခွင့်ဆိုတာပါလဲဆိုတာကျွန်မခဏကြည့်ရအောင်တမန်ကျမ်းစာတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာတော့အားလုံးသိပြီးသားဖြစ်တယ်တမဟောင်းနဲ့တမတိဟာယုံကြည်ချက်များနဲ့သွန်သင်ချက်များနဲ့ပြီးရင်လက်တွေ့လှုပ်ဆောင်ခြင်းရဲ့နောက်ဆုံးနဲ့တရားဝင်သောအာဏာရဲ့အရင်အမြစ်ဖြစ်တယ်တဲ့ပြောချင်တာကဒီကျမ်းစာဟာကျွန်တော်တို့ဘယ်လိုခေါ်မလဲယုံကြည်ချက်ပြီးရင်သင်ဘယ်လိုခေါ်မလဲသွန်သင်ချက်ဖျားအကြောင်းကျွန်တော်တို့ယုံတယ်ဒီယုံကြည်ချက်ဒီပြီးရင်ဒီနှုတ်ကပတ်တော်သင်တဲ့ဟာသင်ပြချက်သွန်သင်ချက်ဒီအားလုံးနဲ့ကျွန်တော်တို့နေ့စဉ်အသက်တာမှာလက်တွေ့အသက်ရှင်ဖို့ရန်အတွက်ပြောပြချက်ဒီကျမ်းစာမှာအားလုံးစုံတယ်နော်ပညာလောကီပညာအကြောင်းလဲစုံတယ်ဝိညာဉ်တော်အကြောင်းလဲအားလုံးစုံတယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းဘလောက်သူကျွန်တော်တို့အတွက်ခံစားပဲမနေ့ကပြောပြီးပြီနော်အကုန်လုံးဒီမှာစုံတယ်ဆိုတော့အားလုံးဒီရဲ့အထွတ်အထိပ်အာနာပိုင်ရှင်နော်အာနာရှင်ပေါ့နော်ပြီးရင်အရင်အမြစ်ဖြစ်တယ်တဲ့လောက်ရမမှန်တဲ့အရာတွေကိုပြင်ဆင်ပေးတဲ့ကျမ်းစာလေးဖြစ်တယ်ကျမတို့သွားရမယ့်ခြေလှမ်းဒီလူဘဝရဲ့အသက်တာရှောက်လှမ်းရမယ့်အရာမှာလဲလမ်းပြတဲ့စာအုပ်ဖြစ်ပြီးမှဝိညာဉ်တော်
အသက်တာလမ်းလျှောက်ဖွင့်ရန်အတွက်ကျမတို့ရှောက်နိုင်ဖို့လမ်းပြတဲ့နှုတ်ကပတ်တော်လည်းဖြစ်တယ်။နောက်ဆုံးအသက်တာကိုစီရင်ပြီးမှနောက်ဆုံးအသက်တာမှာဘယ်လိုခေါ်မလဲအာနာအရှိဆုံးနောက်ဆုံးသောဆုံးဖြတ်ချက်ပိုင်တဲ့စာအုပ်လည်းဖြစ်တယ်ဆိုတာကိုဒီမှာကျွန်မပြောချင်ပါတယ်။ဆိုလိုတာကတဲ့တမန်ကျမ်းစာတွေခရိယန်တို့ယုံကြည်ခြင်းနဲ့အသက်တာဤလမ်းညွန်နိယာမဖြစ်သည်တဲ့အကျွေးအမြင်များနဲ့လှုပ်ဆောင်ချက်အားလုံးကိုတမန်ကျမ်းစာနဲ့နိုင်ရှင်ရမယ်ဖြစ်ပြီးမှ၎င်းကိုအမှန်တရားနဲ့နာခံမှုအတွက်နောက်ဆုံးစံအဖြစ်ကျွန်တော်တို့လက်ခံရမည်ဖြစ်တယ်တဲ့တနည်းဆိုရင်တော့တမန်ကျမ်းစာဒီတမန်ကျမ်းစာရဲ့တွင်တင်ချက်များယုံကြည်ချက်များနဲ့လှုပ်ဆောင်မှုများအတွက်စံနှုန်းဖြစ်ပြီးမှကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ဟာတဲ့ဖျားကျမ်းတမန်ကျမ်းစာရဲ့တွင်တင်ချက်များကိုလိုက်နာရမယ်ဖြစ်တယ်ဒီလောက် powerful ဖြစ်တဲ့အင်မတန်မှအရေးကြီးတဲ့စာအုပ်ဒီကျမ်းစာအုပ်ကဘေးကနေဘယ်လိုလာတယ်လဲဆိုတာကိုခဏကြည့်ရအောင်တမန်ကျမ်းစာဟာသူတို့စုဆောင်းတဲ့အခါမှာကျွန်တော်တို့ဆရာကြီးတော့အားလုံးသိမှာပဲကျွန်တော်တို့ Canaanite ကျမ်းစာဘယ်လိုလာတယ်လဲဘယ်လိုရေးကြတယ်လဲဘယ်လောက် you know ဘသူရီယာရေးတယ်အားလုံးတင်ထားတယ်လေနော်ဒါပေမဲ့လူတိုင်းကနားမလည်နိုင်တာစာအုပ်တအုပ်ရေးမယ်ဆိုရင်တော့စာအုပ်ကတချို့တွေစာရေးဆရာတွေကရေးတဲ့အခါမှာတစ်နှစ်ကြာတဲ့စာအုပ်ကတိတ်မရှိတော့ပါဘူးလို့ထင်တယ်ပုံပြင်ရေးမယ်ဆိုရင်တော့သူတို့ကလာနေပဲအခုကျွန်မက dissertation ရေးမယ်စာအုပ်အဖြစ်သွားမယ် dissertation ရေးမှာကကျွန်မဒီနောက်လဆိုရင်စမယ်အလိုတော့ရှိရင်ပေါ့လေနှစ်ကုန်နောက်နှစ် March လဆိုသူတို့ကလက်ခံတယ်ဆိုရင်ပြီးပြီဒီနှစ်တောင်ကြာမှာမဟုတ်ဘူးစာအုပ်တအုပ်ကူပေါ့နော်စာရေးဆရာတွေကအဲ့လိုရေးတဲ့အခါကျတော့အများရေးအများဆုံးကြာတာကနှစ်ဆိုပါတော့တစ်နှစ်လား9နှစ်ထက်ကြာတာလုံးဝရှိမှာမဟုတ်ဘူးရှိမှာရှိတဲ့စာအုပ်ရှိမယ်လို့ကျွန်မမထင်ဘူးဒါပေမဲ့ကျမ်းစာကဒီလိုကျမ်းစာဖြစ်လာဖွင့်ရန်အတွက်ကျမတို့ရဲ့လက်ထဲရောက်ပြီးမှကျမ်းစာအဖြစ်သတ်မှတ်လာဖို့အတွက်အနှစ်ဘယ်လောက်ကြာလဲဆိုရင်အနှစ်1500နဲ့1600အကြားမှာကြာတယ်လို့နော်ဒါကြောင့်မလို့အလောက်တကိုးရှိတာနော်ကျမ်းစာကိုရေးတဲ့ဒီစာရေးဆရာပြောမလားဖျားပေးတဲ့ဉာဏ်ပညာရှိတဲ့ပညာရှင်တွေ40ပါပေါ့နော်အယောက်40သူတို့ရေးပြီးမှတခါတည်းစုဆောင်းပြီးမှဒီစာအုပ်ကိုဖြစ်ဖွင့်ရန်အတွက်အနှစ်1500ကနေ1600အထိသူတို့ကြာပြီးမှဒီစာအုပ်ကိုလုပ်တာဖြစ်ပါတယ်ဒီလိုလုပ်တဲ့အခါမှာစာအုပ်တွေအများကြီး apocrypha တွေပေါ့နော်ဒီတခြားဘာသာတွေမှာသူတို့သုံးတဲ့ကျမ်းလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ခရိယန်တွေကသူတို့ရွေးပြီးမှစာအုပ်ကို66အုပ်ဒီမှာသူတို့ထည့်ပြီးမှရေးတာဖြစ်ပါတယ်လို့အဲ့စာအုပ်66အုပ်ကိုဓမ္မဟောင်းကိုအများအားဖြင့်ဟီဘရဲလို့သူတို့ရေးတယ်ဟီဘရူးပေါ့နော်ပြီးရင်အာရမိတ်နဲ့လည်းသူတို့ရေးပြီးမှပြီးရင်ဒီဓမ္မသစ်ကိုကြတော့ Greek စကားနဲ့ရေးတာဖြစ်ပါတယ်လို့နော်ဆိုတော့ဒီစာအုပ်တအုပ်ဖြစ်ဖို့အရေးကိုဖယားသခင်ကဒီလူပညာရှင်40အပေါ်မှာဝိညာဉ်တော်မှုတ်သွင်းပြီးမှဉာဏ်ပညာပေးပြီးမှအိုက်ဟာသူတို့ဖျားသခင်ရဲ့လမ်းပြပို့ဆောင်မှုနဲ့ဒီစာအုပ်ကိုသူတို့ဒီကျမ်းစာကိုရေးတာဖြစ်ပါသူတို့ရဲ့ဦးနောက်ကိုသူတို့ရဲ့ဉာဏ်ပညာကိုမှီပြီးမှရေးတာမဟုတ်ပါဘူးတော့တခြားစာအုပ်တွေကကိုယ်ဉာဏ်ပညာနဲ့ကိုယ်စိတ်ကူးရင်နဲ့ရေးတာဖြစ်ပါတယ်ဒါပေမဲ့ဒီစာအုပ်ကကိုယ်စိတ်ကူးရင်ကိုယ့်ရဲ့ဉာဏ်ပညာနဲ့ရေးတာမဟုတ်ပဲနဲ့ဖယားသခင်ထံမှလာတဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုဖော်ပြမှုနဲ့သူတို့ရေးတာဖြစ်ပါတယ်ဆိုတာကိုဖယားအကြောင်းသူတို့ရေးတဲ့အခါမှာဖယားကဘသူကမှဖယားအကြောင်းကိုတရားမှတရားသိနိုင်တဲ့လူမရှိဘူးငါဟာငါပဲဆို
မောရှေကသူဘာပြောလဲဘသူလဲကိုတော့ဘသူလဲဆို I am who I am နာမည်တောင်မှသူတို့ကဖယားလို့မခေါ်ရဲဘဲနဲ့ဘလို့ခေါ်လဲ Elohim Yahweh သူ့ရဲ့နာမည်ကိုအပြည့်တောင်မှသူတို့မခေါ်ရဲတဲ့တကိုးရှင်ဖန်ဆင်းရှင်ဖယားအကြောင်းကိုရေးတဲ့အခါမှာလူညံနဲ့မြည်လို့မရဘူးလူညံနဲ့မြည်ရင်ဖယားဖြစ်မှာမဟုတ်ဘူးဖယားအကြောင်းဘသူကမှသိတာအဆုံးသိတာမရှိဘူးတီးဖို့လဲကြိုးဆိုင်ရင်လဲယူသွားမယ်ဘာဖြစ်လို့လဲဖယားကဖန်ဆင်းရှင်ဖြစ်တယ်သူကဖန်ဆင်းတဲ့လူတွေကဖန်ဆင်းရှင်ကိုဘလို့နီးနဲ့မှအကုန်လုံးသိနိုင်မှာမဟုတ်ဘူးကျမတို့တခုခုလုပ်တယ်ဥပမာအားဖြင့်လက်နဲ့လှုပ်တဲ့ဟာကအဲ့ဒီလှုပ်တဲ့ဟာကကျမတို့ကိုသိနိုင်မှာမဟုတ်ဘူးဥပမာရုပ်တုစင်းတုဗုဒ္ဓဘာသာရုပ်ထုတယ်ထုတဲ့ဘာရုပ်တုကကျမထုတဲ့လူကိုပယံလားပပုလားဘယ်သူပဲဖြစ်ဖြစ်လုံးဝသိမှာမဟုတ်ဘူးဒီလိုပဲဖယားသခင်ကကျမတို့ဖန်ဆင်းပြီးဖန်ဆင်းရှင်ကဖန်ဆင်းပြီးမှကျမတို့ကိုဇီဝအသက်ပေးပြီးမှသူ့စီမှာလာတဲ့သူ့ရဲ့ဇီဝအသက်ကိုပေးပြီးမှအသက်ရှင်တာတစ်ခုပဲရှိတယ်။ဒါကြောင့်မလို့ဖယားအကြောင်းကိုရိပ်မဲ့သူတွေဟာရိုးရိုးတာမန်နေမဟုတ်ဘူး။ဝိညာဉ်တော်ပေးပြီးမှဝိညာဉ်တော်ထမလာတဲ့ပညာနဲ့ရေးတာဖြစ်ပါတယ်ဆိုတာကိုဒီမှာထပ်ပြီးမှပြောချင်တယ်။ဆိုတော့ဒီစာအုပ်66အုပ်ဒီဓမ္မဟောင်းမှာ39ပြီးရင်ဓမ္မသစ်မှာ28အုပ်29အုပ်ကိုချုံပြီးမှရေးတာဖြစ်ပါတယ်စာအုပ်နဲ့ကျမ်းစာဆိုပြီးမှသူတို့လုပ်တာဖြစ်ပါတယ်လို့ဒီမှာသူတို့ယုံတာကကျမ်းတက်ပုဂ္ဂိုလ်တွေကကဘာဦးကျမ်းကနေပြီးတော့တရားဟောရာကျမ်းကိုဖန်တကျွလို့ခေါ်တယ်ဒီဟာကမောရှေကရေးတယ်သူ့အကြောင်းပေါ့နော်သူနဲ့သူ့ဣတိယေလတွေဖယားသခင်ကဘလို့ဖန်ဆင်းတဲ့အဲ့ရနဲ့မောရှေကတော့ဖယားနဲ့အမြဲတွေ့ထိတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီဖယားဖန်ဆင်းတဲ့အကြောင်းတွေပြီးရင်ဒီဟိုတရားဟောရာချက်ထိပေါ့နော်ဒီဟာကိုမောရှေကရေးတယ်လို့သိရတယ်ထင်ဟိုယုံကြည်တယ်ပေါ့နော်ပြီးရင်ဒီဓမ္မဟောင်းကျမ်းပေါ့နော်ဓမ္မဟောင်းကျမ်းနဲ့အဇရာနေဟမိနဲ့အနာဂတ်ကျမ်းတချို့တွေကိုတော့သူတို့ကိုယ်တိုင်ရေးတယ်လို့သူတို့ယူဆတယ်ပြီးရင်တခြား prophet တွေလည်းသူတို့ကိုယ်တိုင်ရေးတယ်လို့သူတို့ယူဆတယ်ဒါပေမဲ့ဓမ္မသစ်ကြတော့ရှင်ပေါလုနဲ့တပိတော်များရေးတယ်လို့ကျွန်တော်တို့ယူကျမ်းတက်ဆရာတွေကပြောတာဖြစ်ပါတယ်တမန်ကျမ်းစာဟာတမိုင်းစာအုပ်တအုပ်မဟုတ်ပါဘူးဆိုတာကိုထပ်ပြောချင်တယ်တမန်ကျမ်းစာတမိုင်းစာအုပ်တအုပ်မြတ်တာမဟုတ်ဘူးတဲ့လူသားတို့အတွက်ဖျားသခင်အလိုတော်ကိုဖော်ပြတဲ့ဖျားသူ့ရဲ့ဇီဝအသက်သူဖျားမှုတ်သွင်းတဲ့ဒီစာအုပ်ဖြစ်ပြီးမှအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတာကိုထပ်ပြောချင်တယ်အခုနဟေပြည့်ထဲမှာကျွန်တော်တို့ဖတ်ပြီးပြီဖျားသခင်သူ့ရဲ့ဖျားကဒီစာအုပ်ကိုသူ့ရဲ့အသက်မှုတ်ပြီးမှအမှုတ်သွင်းပြီးမှအသက်ရှင်တဲ့စာအုပ်ဖြစ်ကြောင်းကိုကျွန်တော်တို့ဒီမှာတွေ့ရတယ်ပြီးရင်တမန်ကျမ်းစာရဲ့အခွင့်အာဏာဆိုတာပါလဲဆိုတာကိုကျွန်တော်တို့ခဏလေးကြည့်ရအောင်ဖျားသခင်ရဲ့အကျမ်းစာရဲ့အခွင့်အာဏာဆိုတာကျမ်းစာဟာတဲ့ဖျားသခင်မှုတ်သွင်းခြင်းဖြစ်ပါတယ်တဲ့ပြောချင်တာဝိညာဉ်တော်ဒီမှာဝိညာဉ်တော်ပါတဲ့ဝိညာဉ်တော်တကိုးနဲ့လှုပ်တဲ့စာဖြစ်ပါတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်တမန်ကျမ်းစာဆိုလိုတာကဖျားသခင်နေလူသားစာရေးဆရာများကိုတမန်ကျမ်းစာရေးသားရန်အသုံးပြုခဲ့တော်လဲဖျားသခင်နေ၎င်းတို့အားသူဤတည်င်းစကားကိုတိကျစွာဖော်ပြနိုင်ရန်လမ်းညွှန်ခဲ့တယ်ဒီကျမ်းစာခုနပြောသလိုရေးဖို့ရန်အတွက်လူ40အယောက်40ကရေးတော်များလဲဒီစာရေးဆရာတွေဟာဖျားကတုံးတဲ့လူတွေဖယားသခင်ရဲ့တည်င်းစကားကိုတိတိကျကျဖော်နိုင်ဖို့ရန်အတွက်ဖယားသခင်ရဲ့ဝိညာဉ်တော်ကသူတို့ကိုလမ်းညွှန်ပြီးမှသူတို့အပေါ်မှာဖ
ဖျားသခင်ရဲ့ဝိငင်တော်လမ်းပြမှုနဲ့ရေးတာဖြစ်ပါတယ်ဖျားသခင်မှုတ်သွင်းခြင်းကတမန်ကျမ်းစာကိုအခြားစာအုပ်များနဲ့သွန်သင်ချက်များနဲ့ခွဲခြားသိမြင်နိုင်အောင်နိုင်သောအခွင့်အာဏာတစ်ခုပေးထားကြောင်းလဲဖော်ပြတာဖြစ်ပါတယ်ပြောချင်တာကဖျားရဲ့ဝိငင်တော်အားဖြင့်ဝိငင်တော်လမ်းပြဖော်ပြမှုအားဖြင့်ရေးတဲ့ကျမ်းစာဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားသခင်မှုတ်သွင်းသောစာအုပ်ကျမ်းချက်ချမ်းစာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားစာအုပ်တွေနဲ့မတူတာအာနာရှိတဲ့စာအုပ်ဖြစ်တဲ့အကြောင်းကိုဒီမှာပြောကြားလိုတာဖြစ်ပါတယ်တမန်ကျမ်းစာသည်တဲ့အမှန်တရားနဲ့လမ်းညွှန်မှု၏ရင်းမြစ်ဖြစ်တယ်တဲ့ခုနပြောသလိုတမန်ကျမ်းစာဟာတခြားစာအုပ်တွေနဲ့မတူဘူးအမှန်တရားနဲ့ဖျားသခင်ဝိငင်တော်ကသူတို့ကိုလမ်းညွှန်ပြီးမှရေးထားတဲ့ဖျားသခင်ရဲ့ဝိငင်တော်လမ်းပြမှုရဲ့အရင်အမြစ်ဖြစ်တယ်ဆိုတာကိုထပ်ပြောခြင်းတယ်တမန်ကျမ်းစာသည်ဖျားသခင်အကြောင်းလောကနဲ့လူသားတို့အကြောင်းအရာခတ်သိမ်း၏အစနဲ့အဆုံးဖြစ်တယ်ဘယ်နေရာမှဖန်ဆင်းခြင်းအကြောင်းတွေ့နိုင်မှာမဟုတ်ဘူးလောကပညာရှင်တွေ philosopher တွေနော်သူတို့ဘယ်ကနေလူထပ်ပေါ်လာတယ်လဲဆိုတာဘယ်ကနေဒီဟာစတယ်လဲဆိုတာတခါတဲ့သူတေသနာပြုကြတယ် research လုပ်ကြတယ်နောက်ဆုံးသူတို့ဘယ်မှာအားလုံးဆုံးတယ်လဲဆိုကျမ်းစာထဲမှာဖယားကဖန်ဆင်းရှင်ဆိုတာကမ္ဘာဦးကျမ်းပထမအခန်းကြီးပထမမှာအားလုံးပြန်ဆုံးကြတယ်Darwin theory တွေ Darwin theory တွေမြောက်ကနေဖြစ်လာတယ်ဆိုတာပြောကြပါမယ်နောက်ဆုံးမှာမမှန်တဲ့အကြောင်းပေါ်လာတာပဲဒီမှာJoshua အချိန်တုန်းကနေနော်ရက်တာကိုလည်းသူတို့ scientist တွေကတခါတဲ့သူတို့လှုပ်တယ်ဘလို့ဖြစ်တယ်လဲဘယ်သူမှအဖြေမရနိုင်ဘူးဒါပေမဲ့အဲ့ scientist ထဲမှာခရိယန်တယောက်ပါလာတယ်သူကပြောတော့အော်ကျမ်းစာထဲမှာရှိတယ်ဂျိုရှွာသူစစ်တိုက်တုန်းကဒီလိုဖြစ်ခဲ့တယ်ဆိုတာပြောတဲ့အခါကျမှအားလုံးကသဘောတူတယ်ခရိယန်မဟုတ်တဲ့ scientist တွေကလည်းသဘောတူတယ်နော်ပြောချင်တာကကျမ်းစာကဘာဖြစ်လဲအရင်အမြစ်ဖြစ်တယ်ဆိုတာဘယ်သူကမှငြင်းလို့မရဘူးဖျားသခင်ကလူကိုဖန်ဆင်းတယ်ဆိုတာဘယ်သူကမှငြင်းလို့မရဘူးဖျားသခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုတာကိုဘယ်သူကမှငြင်းလို့မရဘူးကဘာရီဂျိုရီအများကြီးရှိတယ်သူတို့ scientist တွေကလောက်ကြတယ်ဒါပေမဲ့နောက်ဆုံးဖျားဖန်ဆင်းတဲ့အရာဘယ်သူကမှငြင်းလို့မရဘူးဆိုတာကိုကျွန်မဒီကနေပြောချင်တယ်နံပါတ်3ကယုံကြည်ချက်နဲ့အလက်အကျင့်အတွက်အခြေခံဖြစ်တယ်ဆိုတာကိုပြန်ပြီးမှကျွန်မပြောချင်တယ်ယုံကြည်ချက်အများကြီးရှိတယ်ဘာသာအများကြီးရှိတယ်ဒါပေမဲ့သူတို့အဲ့ဘာသာတွေကဘယ်မှာသွားဆုံးတယ်လဲဥပမာပြောမယ်ဗုဒ္ဓဘာသာကျင့်ကြပါကောဓမကျင့်ပြမဖျားပွင့်တယ်သူပါသင်ပေးနိုင်လဲကျင့်ပါ तू ကဘယင်ရဲ့သားprince ပေါ့နော်နေပေါ်နိုင်ငံမှာ तू ကလမ်းလျှောက်တဲ့အခါမှာ तू ဘာတွေ့လဲအိုချင်းလူအိုတွေ့တယ်နာချင်းတွေ့တယ်တေချင်းတွေ့တဲ့အခါမှာ तू အရန်ကိုကြောက်သွားတယ်အိမ်ထောင်ကြပြီးသားသမီးရှိပြီးသားဒါပေမဲ့ तू အရန်ကြောက်တဲ့အခါကျတော့ तू အိုမှာကြောက်တယ်နာမှာကြောက်တယ်တေမှာကိုစဉ်းစားပြီးမှကြောက်တဲ့အခါမှာ तू တရားကျင့်တယ်ညောင်ပင်အောက်မှာတရားကျင့်ပြီးမှနောက်ဆုံးတရားပွင့်တယ် तू တင်တာပါလေကျင့်ကြပါထာဝရအသက်ရမယ်ဆိုတာမဟုတ်ဘူးမရှိဘူးမွတ်စလင်ဟိန္ဒူမွတ်စလင်ကအာလာ prophet ဖျားမဟုတ်ဘူးအာလာကဖျားအသက်ရှင်တော်မူတဲ့ဖျားမဟုတ်ဘူးဟိန္ဒူလည်းအဲ့လိုပဲသူတို့လှုပ်တဲ့ဖျားကိုသူတို့ကူးကွယ်တာအ
အသက်ရှင်တော်မူတဲ့ဖခင်ကိုကိုးကွယ်တာဘသူမှမရှိဘူးဒီခရိယန်ဒီကျမ်းစာသင်တဲ့ဟာပဲအခုကျွန်တော်တို့ဒီအသက်ရှင်တော်မူတဲ့ဖခင်ကိုလူတွေကတိလာတဲ့အခါမှာအများကြီးအခုခရိယန်တွေဖြစ်လာတယ်တခြားဘာသာစကားတွေညင်ပန်းငှက်ဆက်ခြင်းနှိပ်ဆက်ခြင်းကြုံတွေ့တဲ့အခါဘာဖြစ်လဲမခံဘူးခရိယန်များဘာလို့ခံနေလဲဘာဖြစ်လို့ရောမအင်ပါယာခက်ကလေးကတခင်ခရစ်တော်ထက်ခက်ကပြောပါစို့ခရိယန်นี่အနှင်းဆဲခံတယ်တပ်ဖြတ်ခံတယ်ရှင်ပေါလုကိုတိုင်တောင်လည်းမနှင်းဆဲတယ်နော်ဘာဖြစ်လို့သူတို့ခံနေကြတယ်လဲဒီနေ့လဲကဘာအနှံ့ကျွန်တော်တို့ကြည့်မယ်ဆိုရင် Christian persecution ဒီနေရာတိုင်းမှာရှိတယ် China မှာရှိတယ် Africa အခု Africa မှာခရိယန်นี่အရာကိုသူတို့နှိမ့်ဆက်နေတယ်နော်ကြားတယ်ဟုတ်မဟုတ်လားအခုဖြစ်နေတာ Middle East မှာလဲခရိယန်นี่တခါတည်းပြောင်းလဲလာကြတာအော်ငါတို့ယုံတဲ့အာလာဟာအသက်ရှင်တော်မူတဲ့ဘုရားမဟုတ်ဘူးဆိုတာနားလည်လာကြပြီယုံကြည်လာကြပြီဘာဖြစ်လို့လဲအသက်ရှင်တော်မူသောဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေတိလာတဲ့အခါမှာပြောင်းလဲလာတဲ့အခါမှာညင်ပန်းနှိပ်စက်ခြင်းခံသည့်တိုင်အောင်သူတို့ဒီကိုခန္ဓာတည်ပြီးတဲ့နောက်ပိုင်းပေသွားမလဲဆိုတာသူတို့သိတယ်သူတို့ရဲ့အသက်ထာဝရအသက်ရမယ်ဖျားပေးတဲ့ဇီဝအသက်တာထွက်တဲ့အခါမှာထာဝရအသက်ရမယ်ဆိုတာသူတို့သိတဲ့အတွက်ကြောင့်မလို့သူတို့မကြောက်ဘူးအသေးခံနေကျန်းစာထဲမှာလည်းအများကြီးရှိတယ်နော်ဒါကြောင့်မလို့ဒီကျမတို့ရဲ့ယုံကြည်ချက်နဲ့အလက်အကျင့်အတွက်အခြေခံကျမ်းစာဟာဖြစ်တယ်ဆိုတာကျွန်မထပ်ပြောချင်တယ်ခရိယန်များအနေနဲ့ကျွန်တော်တို့ဒီတမန်ကျမ်းစာသွန်သင်ရာအပေါ်ကျွန်တော်တို့ဤယုံကြည်ချက်နဲ့လှုပ်ဆောင်ချက်များကိုအခြေခံသင့်နေတမန်ကျမ်းစာကိုဂရုတစိုက်ဖတ်ရှုခြင်းတွေးတောဆင်ခြင်း၎င်း၏အတိတ်ပဲကိုနားလေသဘောပေါက်ပြီးကျွန်တော်တို့ရဲ့နဲ့ဆင်အသက်တာတွင်လက်တွေ့ကျင့်သုံးခြင်းတို့ကိုပြောချင်တာဖြစ်ပါတယ်တခြားပညာရှင်တွေရဲ့ပြောတာကိုကျင့်သုံးတာထက်ကျမ်းစာပြောတဲ့စကားတွေသင်ပေးတဲ့အရာတွေကိုနေ့စဉ်အသက်တာမှာကျင့်သုံးမယ်ဆိုရင်လောကကောင်းကြီးလောကီလောကုတ္တရာကောင်းကြီးမင်္ဂလာခံစားရမယ့်အရာဖြစ်တယ်ဆိုတာကိုထပ်ပြောချင်တယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ပြီးကျွန်တော်တို့ရဲ့အတွေ့တွေလောက်ရက်တွေနဲ့သဘောထားတွေကိုပုံဖော်ဖို့ဖြစ်ပါတယ်အင်းလိုက်လို့ဆိုရင်တော့ဒီမှာသားသမီးတွေရဖို့ရတွေ့ဖို့ကျွန်မအရေးမရေးမိဘူး sorry ဒါပေမဲ့တခြားဟာလာလိုက်မယ်နော်မှားယွင်းသောနမက်လေးကမှားယွင်းသောသွန်သင်ခြင်းကိုခုခံကာကွယ်ခြင်းဖြစ်တယ်တဲ့အခုနတိမသေဩဝါဒစာထဲမှာကျွန်တော်တို့ဖတ်သွားတာဖြစ်ပါတယ်နော်ဘာပြောလဲတိမသေဩဝါဒစာထဲမှာဒီမှာထိုကျမ်းစာရှိသမျှဒီဖျားသခင်မဟုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဖျားသခင်၏လူဒီဆုံးလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းဖြောင့်မတ်စွာပြုပြင်တရားကိုသွန်သင်ကျေးဇူးများပြုတတ်တယ်တဲ့ကျမ်းစာက All scripture is God breathed and is useful for teaching, rebuking, correcting and training in righteousness တဲ့ကျွန်တော်ရဲ့အသက်တာဘဝကိုနော်မမှန်တဲ့နေရာမှာမှန်အောင်သင်ပြတယ်လမ်းမလိုက်တဲ့အခါလမ်းမှန်ကိုသူပြတယ်ကျွန်တော်အသက်တာမကောင်းတဲ့အသက်တာနဲ့အသက်ရှင်မိတယ်ဆိုရင်လေကောင်းတဲ့အသက်တာမှန်တဲ့အသက်တာကိုလိုက်ဖို့ဒီကျမ်းစာကသွန်သင်တယ်သင်ပေးတယ်တဲ့ဖြောင့်မတ်သောအသက်တာတန့်ရှင်းသောအသက်တာလိုက်နိုင်ဖို့ရန်အတွက်ပြင်ဆင်တာဖြစ်ပါတယ်တဲ့နော်ဆိုတော့ဒီမှာခရိယန်အနေနဲ့မာယွန်းသောတုန်တင်ခြင်းကိုခုခံကာကွယ်ခြင်းဖြစ်တယ်တမန်ကျမ်းစာ၏အခွင့်အာဏာသည်ခရိယန်များအနေဖြင့်တမန်ကျမ်းစာနဲ့ဆန့်ကျင်သောမာယွန်းသောအယူအဆနဲ့
အယူဝါဒနဲ့သင်ကြားပေးခြင်းမဖြစ်နိုင်သောအတွေးအခေါ်များကိုတိုက်ဖြတ်ရန်ကူညီသောကျမ်းစာဖြစ်တဲ့စာအုပ်ဖြစ်တယ်ဒုတိယကခရိယန်များအနေနဲ့ကျွန်တော်တို့ဒီတလက်ထုံးစံများကိုပိုင်ထင်မြင်ချက်ရများနဲ့အခြားကောင်းဆောင်များ၏တုန်တင်ချက်များကိုတမန်ကျမ်းစာနဲ့ပင်မှန်နှိုင်းရှင်ချင်းဖြင့်တမန်တရားတွင်အမြင့်တွင်နေပါသည်တဲ့ရှင်ပေါလုကဘာပြောလဲတည်င်းကောင်းငါတို့ပြောတဲ့တည်င်းကောင်းမှလွဲ၍ပြောသောသူတွေကောင်းကင်တမန်ပဲဖြစ်စေဘာဖြစ်လဲ hell ကိုသွားပါစေတဲ့ punishment ရပါစေတဲ့သူပြောချင်တာကဘာလဲဆိုတော့အဲ့ခက်တုံးကသူတီထောင်ထားတဲ့ခရိယန်တွေကိုမှားယွင်းတဲ့ဒီတင်ကြားချက်တွေကိုသင်ပေးတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်မလို့ရှင်ပေါလုကပြောတယ်ငါတို့ပြောတဲ့သခင်ခရစ်တော်ဟာကိုယ့်ရဲ့အဖြစ်အတွက်လက်ဝါးကတိုင်မှာအသေးခံပေးပြီးမှ तू ကကိုမင်းကပြောတယ်လို့အပြစ်သားတွေတန်ခါရမဲ့ဟာကိုအပြစ်နဲ့ကင်းစင်ပြီဆိုတော့ဆုကျေးဇူးကိုပေးပြီးမှထာဝရအသက်ကိုပေးတဲ့သခင်ခရစ်တော်ဖြစ်တယ်သူရှင်ပြန်ထမြောက်ပြီဆိုတာတည်င်းကောင်းကိုသူတို့ပြောတဲ့တည်င်းကောင်းနဲ့မတူတဲ့တခြားတည်င်းကောင်းသူတို့ဒီယုံကြည်သူတွေကိုလမ်းမအောင်ပြောတဲ့လူတွေရှိတဲ့အခါမှာရှင်ပေါလုကအဲ့လူတွေကိုတန်ခတ်ဖို့သူတို့ပြောတဲ့ဟာကတည်င်းကောင်းမဟုတ်တဲ့အကြောင်းမှားတဲ့အကြောင်းမှားယွင်းတဲ့တုန်တင်ခြင်းဖြစ်တဲ့အကြောင်းကိုရှင်ပေါလုကပြောတာဖြစ်ပါတယ်ဒီလိုမှားယွင်းတဲ့အရာတွေအားလုံးဘလို့ဘာကိုမှားတယ်လဲဆိုတာသိနိုင်ဖွင့်ရန်အတွက်ဒီကျမ်းစာမှာရှိတယ်တဲ့အမှန်ကိုတုန်တင်တာဒီကျမ်းစာဖြစ်တယ်ဆိုတာကိုဒီမှာသူပြောခြင်းဖြစ်ပါတယ်ဤအရာတွင်လိုင်းလုံးများကဲ့သို့တွန်းလှန်ခြင်းမှရှောင်ကြည်ပြီးလူတို့၏လက်ဖြားမှုဖြင့်သူတပါးတို့သည်လူပရိယေနှင့်အပြစ်တို့သွေးဆောင်ခြင်းကလက်ဖြားပြောဆိုသဖြင့်တဲ့ဒီမှာဒီအဖေဩဝါဒအထက်မှာပြောတာနော်ငါတို့ဒီနောက်တဖန်ခတ်သိမ်းသောဩဝါဒလေတိုက်၌ဖယိုဖယဲလွင့်သွားသောလူငယ်မဖြစ်အောင်တဲ့မဖြစ်ရန်ကူညီပေးတဲ့ကျမ်းချက်ဖြစ်ပါတယ်တဲ့ကျမ်းစာဖြစ်ပါတယ်ဆိုတာကိုဒီမှာဟေဘရဲဩဝါဒအထက်မှာကျွန်တော်တို့ကိုသင်ပေးပါတယ်တမန်ကျမ်းစာတွေဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီးတဲ့နော်ကဘာဦးအချိန်ကလေးကတည်ရှိနေပြီဆိုတာကျွန်တော်တို့ရှင်ယောဟန်အခန်းကြီး1အငယ်1ကနေ9ဖတ်မယ်ဆိုရင်ကျွန်တော်တို့တွေ့နိုင်ပါတယ်နှုတ်ကပတ်တော်ဟာခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူတယ်ဆိုတာကိုကျွန်တော်တို့ဟေဘရဲ11:3ရှင်ယောဟန်1ကနေ3Colossians ပေါ့နော်16မှာကျွန်တော်တို့တွေ့နိုင်ပါတယ်နှုတ်ကပတ်တော်ဟာဖြစ်စည်း၍မရသောစကားဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာရှင်မဿဲအခန်းကြီး24အငယ်35မှာတွေ့နိုင်ပါတယ်ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မယ်သခင်ခရစ်တော်ပြောထားတယ်ဒီကျမ်းစာဟာဒီမြေကြီးနဲ့ကဘာပျက်စီးတော်လည်းပဲဖျားရဲ့နှုတ်ထွက်စကားဖြစ်တဲ့အတွက်ကြည်လိမ့်မယ်တဲ့တနေ့မှတွေ့လိမ့်မယ်တခြားစာအုပ်ဒီတခြားပါလဲမိရှုခံပေမဲ့ကျမ်းစာကလုံးဝမလောင်သွားဘူးဆိုတာတွေကြားဘူးနာဝရှိတယ်နော် prosecution လုပ်တဲ့အခါမှာလည်းအမြဲကျမ်းစာကလွတ်သွားတာကျွန်တော်တို့တွေ့ရတယ်ပြီးရင်ဒီမှာဘာပြောသေးလဲဆိုရင်ဖျားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာတွေသူ့ဘာသာသူနဲ့၎င်း၏လုပ်ငန်းကိုပုံစံအမျိုးမျိုးဖြင့်ဖော်ပြထားတယ်တဲ့ The word of God the Bible describes itself and it works in many ways ကျမ်းစာကဒီကျမ်းစာဖျားအကြောင်းကိုအမျိုးမျိုးဖျားရဲ့ဒီမဟုတ်သွင်းထားတဲ့တမန်တရားအကြောင်းကိုအမျိုးမျိုးဖော်ပြတာကျွန်တော်တို့တွေ့ရတယ်ဟေရှာယအခန်းကြီး55အငယ်1မှာတွေ့ရတယ်လေ
ထို့အတူတဲ့ငါဤနှုတ်ကပတ်စကားသည်ဖြစ်လိုက်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါအလိုကိုပြည့်စုံစေမည်တဲ့ငါစေခိုင်းသောအမှုကိုအောင်မြင်မည်နှုတ်ကပတ်တော်ဟာပြောတဲ့လူကပြောကြည်ချမ်းစာတွေကရေးထားတဲ့အရာတွေဟာဖခင်ရဲ့စကားဖြစ်တယ်ဖခင်ရဲ့စကားပြောလိုက်တဲ့အခါမှာအလကားမဖြစ်ဘူးဆိုတာအကျိုးအမြတ်နဲ့သူ့စီကိုပြန်လာမယ် God's word will not return to him empty but will do what God desires and achieve the purpose for which he sent it ဖခင်ရဲ့နှုတ်ထွက်စကားအင်မတန်မှတကိုးရှိတာကိုပြောချင်တာဖြစ်ပါတယ်အလဟာသမဖြစ်တာကိုတန်ဖိုးမဲ့မဖြစ်တာကိုပြောချင်တာဖြစ်ပါတယ်ဂျေရမိုင်းအခန်းကြီး23အငယ်29မှာငါ၏နှုတ်ကပတ်တော်သည်မိကဲ့သို့၎င်းကြောက်ကိုထုချေသောတန်တူကဲ့သို့၎င်းဖြစ်သည်မဟုတ်လောဟုထာဝရဘုရားမိန့်တော်မူ၏မဲတော်မူ၏သူ့ရဲ့နှုတ်ကပတ်တော်ဘလောက်တကိုးကြီးပြီးမှအစွမ်းအစရှိတယ်လဲဆိုတာကိုဒီမှာဘလောက်တကိုးရှိတယ်ဆိုတော့မီးနဲ့လည်းနိုင်ချင်မီးကမလောင်နိုင်တဲ့အရာတွေတိတ်မရှိဘူးเนาะပြီးရင်ကြောက်ကူထုနိုင်တဲ့တန်တူကဲ့သို့မာတဲ့တကိုးရှိတဲ့အစွမ်းအစရှိတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အကြောင်းကိုဒီမှာဂျေရမိုင်းထဲမှာဖော်ပြတာဖြစ်ပါတယ် God's word is like a fire and like a hammer that can break a rock into pieces ဘလောက်တကိုးရှိတယ်နော်ရှင်ယောဟန်အခန်းကြီး6အငယ်63မှာပြောငါပြောသောစကားတွေဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏တဲ့ God's word is a spirit and life ဒီနှုတ်ကပတ်တော်ဟာဘာလဲဝိညာဉ်လည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ထာဝရအသက်ပေးတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်တမန်တော်9:38ထဲမှာသူပြောလဲဖျားသခင်၏နှုတ်ကပတ်တော်သည်အသက်ရှင်သောဗျာဒိတ်တော်ဖြစ်၏အသက်ရှင်တယ်စာအုပ်ဒီကအသက်မရှင်ဘူးကျမ်းစာကအသက်ရှင်တယ်ဆိုတာကျွန်တော်တို့ပြောပြီးပြီအဖေဩဝါဒစာ6ဆက်ခွန်မှာပါလဲဖျားသခင်၏နှုတ်ကပတ်တော်သည်ယုံကြည်သူ၏လက်နဲ့ချုပ်တစ်ခုအဖြစ်ဝိညာဉ်တော်ဤဓာဖြစ်တယ်တဲ့ဝိညာဉ်တော်ရဲ့ဒီဘလို့စစ်ဝတ်ဆုံပေါ့နော်စာရမဏယန်သူနဲ့တိုက်ခိုက်တဲ့အခါမှာဒီကျမ်းစာဟာဘာဖြစ်လဲဆိုတာကိုကျွန်တော်တို့ကိုပြတာတယ် God's word is a part of the believer's armor the word of the spirit and the sword of the spiritပေတရုရှင်ပေတရုဩဝါဒစာပရမဆောင်အခန်းကြီး1အငယ်23မှာပြောသေးတယ်။တခင်ဖျားသခင်နှုတ်ကပတ်တော်သည်အသက်ရှင်၍ကြည်တန့်သည်တဲ့ထုံမတဆင်လူများကိုတဖန်မွေးဖွားခြင်းဖြစ်စေတယ်။ဒီနှုတ်ကပတ်တော်မှာပြောတဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုကျွန်တော်တို့ယုံတဲ့အခါမှာဘာဖြစ်လဲ။တဖန်မွေးဖွားသော born again Christian ဖြစ်လာတာမနေ့ကကျွန်တော်တို့ပြောပြီးပြီနော်။ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်လှုပ်ရှားမှုမပါဘဲနဲ့အသစ်တော်တတဝါမဖြစ်နိုင်ဘူးကောရိန္သုထဲမှာပဲတဲ့လူမီနီကခရစ်တော်နဲ့တွေ့တဲ့အခါမှာဆက်တဲ့အခါမှာနေတဲ့အခါမှာအသစ်တော်တတဝါဖြစ်တယ်ဆိုတာဒီတန်ရှင်းသောဝိညာဉ်တော်ဒီနှုတ်ကပတ်တော်မပါတယ်ဘဲနဲ့မဖြစ်နိုင်ဘူးဆိုတာကိုဒီမှာပြောချင်တယ်ဟေဘဲဩဝါဒအခန်းကြီး4အခုနကျွန်တော်တို့ဖတ်ပြီးပြီနော်အဲ့ဟာကိုဖျားသခင်ရဲ့နှုတ်ကပတ်တရားတော်ဟာအသက်ရှင်တယ်တကိုးနဲ့ပြုပြင်ခြင်းတန်လျက်တကာတို့ထက်မြက်ခြင်းနဲ့ပြည့်စုံတဲ့အတွက်အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးအစင်းနဲ့ဆင်ခြင်းကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတည်းတဲ့နှလုံးစိတ်နှလုံးအကြံအစီများကိုလည်းသိမြင်တတ်တယ်နှုတ်ကပတ်တော်အစွမ်းအစပေါ့နော်ဘလောက်အစွမ်းထက်တယ်လဲဘလောက်တကိုးရှိတယ်လဲဘလောက်တတ်နိုင်တယ်လဲဆိုတာကိုဒီမှာရှင်ပေါလုကပြန်ရှင်းပြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစာရေးစရာနာမည်ကျော်ကျမ်းတက်ပုဂ္ဂိုလ်တွေကသူတို့ဘာပြောလဲဒီကျမ်းစာနဲ့ပတ်သက်ပြီးမှသူတို့ဘာပြောလဲဆိုရင် Puritan စာရေးစရာဖြစ်တဲ့ Thomas Brooks ကဘာပြောလဲဆိုရင်တော့
The king Pia and no capato har, think go lampian and limp shitty. They ain't a time being come. They ain't need think pedo, yeah, they ain't town way, they ain't dine lua, they ain't good up pedo pity. No capato habale. Go kana Majama chin yare akama. Jean how capato go patch up it. Goro ha. Saya woni da ka the aswa asa shi de sia won phit de so ra ti nain de jama cancer no cancer ne jama akhwai sit khan de lu tayaw phit ba de jama tet de khan mu bi la ma ti bu no cancer ko lo wa pyauk kin se de tu ka ba tu le sia won ni ma hot bu phaya thakhin phit ba de lu ye G Loki at that time, Loka at that time. Kanzaya a ya longo, yin said it. Piambima gown said it. Piambima a tip piam pissing a yaha. Paya the king. Dabiani driller, din hokapak near Gani dreid up shibare, so up George. Wing it at that say. Say bang sanya yoga go kuda naina badule. Say siya wani to get on ho babu. Paya the kime pibare. Winging yoga go kuda naina badule. Baduma mashibu. Paya shime pibare. Dajama lotima. Sayesia Thomas Brooks ka babiole. Paya the kayan no kapato hare. Lampiare. A limp today. A time being pet, time being poor. No? Jamaro, Imadam, a singing it a chain. Bago lopima below some piacha chamales or matida chima, jansa payatake, a pepe like me. One net a chain. Kanzan a chain, piatana jong drain a chain, jansama, jansa palaye, a pepe yame, won't botching kayame. Babiola shimate a can you set it again. Naseshi don't say them. Won't lay you been bundled to a pound on at Tandola Jalo. How do you know? Shin Johan Tema Leba Piole Poo Banchin Mashijane Nga Pere Bale Nga Ga Pere Ning Dechin Chandachin Yujaba Loki ceasing Osa showing way yetana. Pere hate Ning Dechin Chandachin say Chandachin de Mashide. Jama me pure de ma pure bulamatibu. Case spade dijala, case spade bagdi, a mutimiri yantire na. Case spade yan zejire. Designer. I designer she del tuga badule so case spade na me she de a mutimi pite designer bono. A yan chandare. Tabe me ba pile. Tu ye chanda mo. Tu ye seizing osa, ngwe jega tugo. Say chanta mu, nging te mu ma pe nai ne kha ja ro tu depression phit pi ma New York ma shi de tu ye mention ing ma tu ha tu atet yu twa de. Ba phit lo le. Chanta chin shwe ngwe yetana ri ka tu ko nit tai mu pyo shwe mu a pi ma pe nai bu. Dai me chan sa ne ma shin Johan Tema Biorelli. Sele se chowdy, Jimmy swing. She Johan Sele, Jamaru Pame swing. A gong crito got Biore. Ngaying in Dechin, you know, tapere. Loki got better hanem a tubu. Jansa, no, Jansa. Tani Jeromania Jama Biola Matibu. I shall Jamale Pia Amuro sound by me, Luda Piedi Ayo Swa, no? Singing near a ching she. I am pooping dog I have the ching. Jama suit down and suit down. They met the nature of Apile. I am pooping at Jama ping dong ping doare. I ma. The nature of suit down per melee. Luda Piedi Alios or the Catali Ane Chetty Mai Shire, no? Suit down the Jama Yong to a pooper now. Yong to a point.
ရေချိုးမယ်ဆိုတော့ဘာတပ်ကိုကျမဘာတပ်ကိုတခါတည်းဝင်နာနဲ့ရေဖွင့်တော့မယ်လို့ပြောတဲ့အခါလှုပ်တဲ့အခါမှာကျမရဲ့စိတ်ထဲမှာဘာပေါ်လာတယ်လဲဆိုတော့တချင်းတပုတ်ပေါ်လာတယ် ZBC အခု Crifa လှဘူး323ဘာလဲငါမသိနိုင်တဲ့အရာအားလုံးခရစ်တော်ထံကိုငါယူလာတယ်သူ့ရဲ့စကားတော်ကိုငါယုံကြည်တဲ့အတွက်စိတ်အနှောင့်အယှက်ဖြစ်ပြီးမှစိတ်ဘယ်လိုခေါ်မလဲမယုံတင်ကမရှိဘဲနဲ့ကိုရော့ကိုအကုန်လုံးယုံမယ်အကုန်လုံးကိုရော့ရဲ့စကားကိုငါယုံနေဆိုတာအဲ့တချင်းကိုကျမရဲ့ဒီကောင်းထဲမှာလေဆိုလာတာအဲ့တချင်းကျမအကုန်လုံးလည်းမရဘူးအဲ့ကျမက ZBC နဲ့ဝဲတာအရန်ကြပြီဆိုတော့လေမှတ်တော့မမှတ်မိတော့ဘူးအဲ့ဒါနဲ့တခါတည်းထွက်လာပြီးမှလေအဲ့ဘာတပ်ကနေထွက်လာပြီးမှထားဘက်ကိုယူပြီးမှကျမဒီမှာပတ်ပြီးမှအဲ့အိမ်သားမှာဒူထောက်ပြီးမှကျမဖះကိုဆူတောင်းဖះကိုရောသမီးကိုခွန်းလွတ်ပါကိုရောရဲ့နှုတ်ကပတ်တော်ကျမယုံတယ်ယုံရက်တဲ့နဲ့ကိုရောရဲ့အမှုတော်ကိုထမ်းရက်သားနဲ့တခါတလေလူသားဖြစ်သည့်အားလျော်စွာဖះကိုစိတ်နှလုံးအကျွမ်းမဲ့မအားကိုပဲနဲ့တုတ်တန်ကျမ်း356မှာပြောလဲဖះကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားပါကိုဉာဏ်ကိုအမြင်မပြုတ်နဲ့တဲ့တွားလိုက်ရတိုင်းမှာဖះသခင်ကိုအတိမတ်ပြုပါကိုရဲ့လမ်းကိုဖြောင့်မတ်စေမယ်နော်ဒါပေမဲ့တခါတရားမတရားဖះကိုအာမကိုးပဲနဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုတခါတည်းမမြည်ပဲနဲ့ကိုဉာဏ်ကိုနည်းနည်းသုံးလိုက်တဲ့အခါကျတော့ပြဿနာအကြီးကျယ်တက်တယ်လေဒါပေမဲ့ဖះကပြန်ကိုသမီးချစ်တဲ့သမီးဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးမှစိတ်ထဲမှာဖះစကားပြန်သူဖះရဲ့စကားကိုပြန်သိခိုင်းလာတဲ့အခါကျတော့လူထောက်ပြီးမှဖះကိုတောင်းပန်ပြီးမှဖះရဲ့စကားတရားမှတရားယုံတယ်ဖះအကုန်လုံး take care မယ်ဆိုတာသိတယ်သမီး sorry ပဲဆိုပြီးတော့မှမျက်ရည်မျက်ခွက်နဲ့ဖះကိုဆူတောင်းပြီးမှအဲ့ရနေကျမရဲ့ဒီပူပြင်းတဲ့နှလုံးသားထဲမှာအထုပ်ကြီးကတခါတဲ့အရေးပြောသွားတာဖြစ်တယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ဟာတဲ့နော်တင်ရဲ့အတိုင်ပင်ခံတင်ရဲ့နှစ်သိမ့်ပေးသူတင်ရဲ့တောင်ဝဲလူကြီးဖြစ်လာတဲ့အခါကျကိုမသွားနိုင်ဘူးလေတောင်ဝဲကိုမှီပြီးမှသွားရတယ်မလားတောင်ဝဲတဲ့ကျမတို့ချင်းနာမှာခရီးထွက်လဲတောင်ဝဲကိုကန်ရတယ်လေအဲ့ဒါတောင်ဝဲတဲ့တင်းရဲ့ဒိုင်းလွှားတဲ့ရန်သူလီလာတဲ့ခါမှာကာတဲ့ဒိုင်းလွှားဖြစ်တယ်တင်းရဲ့ကုသပေးသူစိတ်ကိုစိတ်ဝိညာဉ်နေမကောင်းတော့သူဖျားတော့သူကိုကုသပေးတဲ့ဖျားနှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတာဒီမှာပြောချင်တယ်နှုတ်ကပတ်တော်ဒီတင့်အားကြွယ်ဝစေပြီးဝတ်စားဆင်ရင်စေမဲ့ပလေးဖြစ်တယ်တရဖူတစ်ခုပဲပါပဲတရဖူတစ်ခုလို့ဖြစ်တယ်တဲ့နော်ဘလောက်အစွမ်းစားရှိတယ်မာတင်လူသာကဘာပြောတယ်လဲဆိုတမန်ကျမ်းစာတဲ့အသက်ရှင်နေတဲ့ခြေထောက်ရှိတယ်ငါနောက်ကိုလိုက်ပြီးမှပြေးပြီးမှလိုက်လာတယ်သူ့မှာလက်ရှိတယ်ငါကိုကင်တွင်နေတယ်နော်သူလမ်းမသွားတဲ့အခါကျရင်တခါတည်းနှုတ်ကပတ်တော်ကလမ်းမှန်ကိုသူဘာလဲသူ့ရဲ့လက်ကိုကင်ဆွဲပြီးမှသူမသွားနိုင်တဲ့အခါကျရင်သူ့ကိုထောက်မှကူညီပေးတယ်ဆိုတာဒီမှာမာတင်လူသာကပြောတယ်တင်းနေဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုလက်ခံတော့အခါတဲ့တင်းနေဖျားသခင်ကိုလက်ခံတာဖြစ်ဒီနှုတ်ကပတ်တော်ကိုလက်ခံယုံကြည်တဲ့အခါမှာ तू ပြောတဲ့အရာတွေကိုခရစ်တော်ကမြည်ရဲ့အတွက်အသေးခံတယ်ထာဝရအသက်ရဖို့ယုံလိုက်ရင်ဘာဖြစ်လဲဖျားကိုယုံပြီးမှထာဝရအသက်ရတာဖြစ်ပါတယ်မယုံရင်တော့ဘာလဲဖျားကိုလည်းမခံတာပဲလေဒါနှုတ်ကပတ်တော်ပြီးရင်ဒီမှာ Spurgeon CH Spurgeon ကဘာပြောလဲဆိုရင်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟာတဲ့နော်နှုတ်ကပတ်တော်ဤတဘောတဘာဝနဲ့ပတ်သက်၍ဤတို့ပြောတယ်နော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်သည်တဲ့အတွားနှစ်ဖက်ဒီပမာလို့ပြန်လိုက်ကိုကောက်ပြန်လိုက်တဲ့အခါကျတော့နှစ်ဖက်ထက်တဲ့ဓာတ်ကိုပြောချင်တာနော်ဒီစကားပြtranslation ကိုတော့ကျွန်မသိတဲ့ဘောမကြဘူးနှစ်ဖက်ထက်တဲ့ဓာတ်ထက်မြက်တယ်နော်တ
သက်ရှိစာအုပ်တအုပ်ဖြစ်အသက်ရှိတဲ့စာအုပ်တအုပ်ဖြစ်တယ်တဲ့အခြားစာအုပ်များနဲ့တခြားစာအုပ်တွေပေါ့နော်နည်းနည်း powerful စာအုပ်တွေရှိလိမ့်မယ်ဒါပေမဲ့အိုက်ဟာထက်အင်မတန်မှတကောအာနာရှိတဲ့တမန်တရားဖြစ်တမန်ကျမ်းစာဖြစ်တယ်တဲ့တန်ရှင်သောကျမ်းကဲ့သို့အသက်ရှင်တယ်ဒီစာအုပ်ဟာအသက်ရှင်တယ်စကားကိုပြောတယ်တဲ့တောင်းပန်ခြင်းနဲ့အနိုင်ယူခြင်းတို့ကိုဖော်မပြနိုင်သောအစွမ်းတတ္တိတခြားစာအုပ်တွေတို့ဒီမှာဒီ translation ကိုကျွန်မသိသဘောမကျဘူးပြောချင်တာက Spurgeon ကသူပါပြောလဲဆိုတော့စာအုပ်ဒီဟာတဲ့နော်စာအုပ်ဒီဟာတခြားစာအုပ်ဒီတကိုးရှိတဲ့စာအုပ်တွေဖြစ်လိမ့်မယ်ရှိလိမ့်မယ်ဒါပေမဲ့ဒီကျမ်းစာလောက်တကိုးရှိတဲ့စာအုပ်မရှိဘူးဆိုတာကိုသူပြောချင်တာဖြစ်ပါတယ်ပြီးရင်၎င်းနေတဲ့ရှင်နဲ့မဖောက်ပြန်နိုင်သောမျိုးဆက်ဖြစ်ပြီးတက်ရှိများနဲ့ဆက်သွယ်ပြောဆိုသည့်တက်ရှိစကလုံးအသက်ရှင်တဲ့အရာကိုသူပြောတာဖြစ်ပါတယ်ဖယားသခင်နောက်ကပတ်တော်ဒီအမြဲအသစ်ဖြစ်ပြီးတကိုးနဲ့ပြည့်စုံတယ်ဒီနေရာလေးကိုနည်းနည်းပြန်ပြောချင်တယ်ဖယားဒီကျမ်းစာကိုလေအမြဲပဲဖတ်ပြီးသားဆိုရင်လေဖတ်တိုင်းကိုခွန်အားရမယ်ဒီကျမ်းစာကကျွန်မဝါကြွားလို့မဟုတ်ဘူးနော်ချင်းနဲ့လဲနှစ်ခါသုံးခါထုတ်လိုက်ကွာပြီးပြီဗမာလဲပြီးတယ်အင်္ဂလိပ်လဲပြီးတယ်ဒါပေမဲ့ဖတ်တိုင်းကိုလေကျွန်မခွန်အားရတယ်ဖတ်ပြီးသားဖြစ်ပေမဲ့ဖတ်တိုင်းကိုကျွန်မခွန်အားရတယ်ကျမ်းစာကဟောင်းသွားတယ်ဆိုတာမရှိဘူးကျမ်းချက်တွေကနွမ်းသွားတယ်ဆိုတာမရှိဘူးအမြဲပဲအသက်တော်ခွန်အားကိုပေးနိုင်တယ်ဆိုတာကိုဒီမှာပြောချင်တာဖြစ်ပါတယ်ဖျားသခင်နှုတ်ကပတ်တော်တွေထက်မြက်သောဓာဖြစ်သည်တမန်ကျမ်းစာတွင်မလိုအပ်သောကျမ်းပိုက်တစ်ပိုက်မျှမရှိဘူးတဲ့ဒီတချို့တွေကပြောတယ်ရှင်မသက်တိဆိုရင်တော့genealogy ပေါ့ခရစ်တော်ရဲ့ဘလို့ဘသူကသူ့အဖေအဲ့လိုမျိုးပေါ့နော်ပြီးရင်လဲဟိုချန်ဒရယ်နောက်တော့ဓမ္မရာဇဝင်ကြီးပေါ့နော်အဲ့ဟာဆိုရင်ဘသူသားကဘသူလဲဘသူသားကဘသူကိုမြအကုန်လုံးနေရှိတယ်တချို့ကအဲ့ဒါမလိုဘူးလို့ပြောတယ်တကယ်ဆိုရင်ဒီကျမ်းစာထဲမှာကပါဦးတစ်ကနေဒီပြာတဲ့24ထိလုံးဝအကျိုးမရှိတဲ့စကလုံးမရှိဘူးတဲ့အတိတ်ပဲမရှိတဲ့စကလုံးမရှိဘူးမလိုအပ်တဲ့စကလုံးမရှိဘူးတဲ့မသက်ဆိုင်သောကျမ်းပိုက်တစ်ခုမျှမရှိထိုးဖောက်အားလုံးကိုချိုးဖျက်နိုင်တဲ့စကလုံးဒီကျမ်းချက်တွေဖြစ်ပါတယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ရှင်ယောဟန်ထဲမှာအခုနပြောပြီးပြီရှင်ယောဟန်တစ်ကနေလေကျွန်တော်တို့တီးတဲ့အခါမှာအစအဦးနိုင်တဲ့ဘာမှမရှိခင်မှာနှုတ်ကပတ်တော်ရှိတယ်တဲ့နှုတ်ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိတယ်နှုတ်ကပတ်တော်ဒီလေဖျားသခင်ဖြစ်ထိုနှုတ်ကပတ်တော်ဒီအစဦးနိုင်ဖျားသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနဲ့ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိဘူးချစ်တော်ညီကိုမောင်နှမတို့အားလုံးလည်းဒီဖန်ဆင်းခြင်းနဲ့ကင်းတဲ့လူမရှိဘူးဒါကြောင့်မလို့ဆာလံထဲမှာပြောလဲဆာလံ139ထဲမှာတွေ့ရင်ဖတ်မယ်ဆိုရင်ဖယားသခင်တဲ့ကျွန်တော်မိခင်ရဲ့ဝန်းထဲမှာဘလို့ဖြစ်လာတယ်လဲဆိုတာဖယားသိတယ်ဘလို့ကြီးပြင်းလာဆိုတာသိတယ်ဖယားစီကနေတခါတည်းအဝဲကိုသွားပြီးမှပုံးနေမယ်ဆိုရင်မရဏမှာပုံးမယ်ဆိုရင်အဲ့မှာဖယားရှိတယ်အဲ့မှာအမတန်မှနဲ့ရှိုင်းတဲ့မောင်မိုက်ထဲမှာအလေးနဲ့လမ်းပြတဲ့သူကဖယားဖြစ်တယ်။ကောင်းကင်ကိုလာမယ်ဆိုရင်လည်းဖယားရှိတယ်။ဂျေရမိုင်းယာတိထဲမှာလည်းပြောတယ်လေ။အမေရဲ့ကိုယ်ဝန်ထဲမှာမရှိခင်မ form ခင်ကလေးကဖယားတည်တယ်ဆိုတာနော်။ဒါကြောင့်မလို့ဖယားရဲ့နှုတ်ကပတ်တော်နဲ့ကင်းတဲ့သူပဲသူမှမရှိဘူး။တည်တယ်။မြင်တော့သူတွေ့တော့သူကဘာဦးကျမ်းမှာလည်းဖယားကမြင်တော့သူဆိုဆေရာရဲ့ဂျွန်ထွက်ပြေးတဲ့အချိန်မှာဆေရာရဲ့ဂျွန်ကသူဝန်ခံခဲ့တာ။အိုးကျမကကိုယ့်ရဲ့သခင်စီကနေထွက်ပြေးတဲ့လူဖြစ်ပေမဲ့ကိုရောမြင်တယ်နော်တဲ့။ဖယားဟာမြင်တော့သူဖြစ်တယ်နော်။ဖန်ဆင်းတော်မူခြင်းနဲ့ကင်းလွတ်လက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိတယ်ထိုအသက်ဒီလဲလူဤအလင်းဖြစ်စေတယ်
နောက်ကပတ်တော်ဒီလေလူစားတိအဖြစ်ခံကိုခံယူ၍ကျေးဇူးတော်နဲ့တစ္ဆာတော်နဲ့ပြည့်၎င်းပြည့်စုံလျက်ငါတို့ကြည်နေတော်မူသည်ဖြစ်၍ခမည်းတော်၌တပါးဒီတော်သားတော်ဤဘုံကဲ့သို့သူတို့ဤဘုံသူဤဘုံတော်ကိုငါတို့ဒီမြင်ရကြ၏အမတန်မှအရေးကြီးတဲ့ကြံချက်ဖြစ်ပါတယ်ဒီမှာယင်ကဘုရားသခင်ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ခွဲလို့မရသောလူစားတိခံယူသောသားတော်နဲ့နှုတ်ကပတ်တော်ဒီကျွန်တော်တို့အားသုံးပါးတဆူဖြစ်သောဘုရားသခင်ကိုရှင်းလင်းစွာပြသပြီးနှုတ်ကပတ်တော်ဒီအသက်ဤရင်းမြစ်ဖြစ်ပြီးထိုဘဝဒီလူသားအားအလင်းပေးသည်တဲ့ကျွန်မထပ်ပြီးမှရှင်းစရာတောင်မလိုဘူးအရှင်းကိုရှင်းသွားတာပဲအကြောင်းမူကားစိတ်ရှိခြင်းနဲ့ကြမ်းချက်နဲ့တည်သိမ့်မှုအားဖြင့်ကျွန်ုပ်တို့ဒီမျောလင်းချက်ရှိစေခြင်းကကျွန်ုပ်တို့ဤတင်ယူမှုအတွက်ကြိုရေးထားသမျှကိုရေးသားထားခြင်းဖြစ်တယ်တဲ့ကျမ်းစာကဘာကိုကျမ်းစာထဲမှာပါရှိတယ်ဆိုတာကိုသူရှင်းပြတာဖြစ်ပါတယ်Charles Spurgeon ကပြန်ပြောသေးတယ်ဆူတောင်းခြင်းနဲ့တမန်ကျမ်းစာဖတ်ခြင်းမှာတဲ့လူတွေကပြောမေးတယ်ပေါ့ Spurgeon ကိုနော်ဆရာတဲ့ဆူတောင်းခြင်းကပိုအရေးကြီးသလားဒါမှမဟုတ်ရင်ကျမ်းစာဖတ်ခြင်းကအရေးကြီးသလားလို့သူတို့မေးတဲ့အခါကျတော့ Spurgeon ကပြောလဲသူတို့ကိုမြေခွန်းပြန်မေးတယ်လူရဲ့အသက်တာမှာတဲ့အသက်လို့ရှူသွင်းတာကပိုအရေးကြီးသလားဒါမှမဟုတ်ရင်လို့ရှူထုတ်တာကပိုအရေးကြီးသလားမေခွန်းထုတ်တာနော်စဒုဆန္ဒစင်ကလည်းသူဘာပြောလဲဆိုဆူတောင်းခြင်းနဲ့တဲ့အသက်ရှူခြင်းကဲ့သို့အရေးကြီးတယ်ဆူတောင်းတာအမတန်မှအရေးကြီးတယ်ဆိုတာပေါ့နော်ပြီးရင်လေဒီမှာကျမ်းစာဖတ်ခြင်းနဲ့ဆူတောင်းခြင်းနဲ့တဲ့အသက်ရှူသွင်းခြင်းနဲ့အသက်ရှူထုတ်ခြင်းကဲ့သို့အလွန်အရေးကြီးတဲ့မရှိမဖြစ်တဲ့အပြန်အလှန်ဆက်ဆက်တဲ့အရာဖြစ်တယ်တဲ့နော်ပြီးရင်ခုနစပါဂျန်ကလူဘဝတွင်အရေးကြီးဆုံးသောအရာဟာတဲ့နော်သူပြဖြေပေးတာနော်အသက်ရှူသွင်းခြင်းနဲ့ရှူထုတ်ခြင်းဖြစ်တယ်လို့တဲ့ခရိယန်ရဲ့အသက်တာမှာကျမ်းစာဖတ်ခြင်းနဲ့ဆုတောင်းခြင်းဟာအမတန်မှအရေးကြီးတဲ့မရှိမဖြစ်တဲ့အရာဖြစ်ပါတယ်ဆိုတာကိုဒီမှာသူပြောတာဖြစ်ပါတယ်ပြောချင်တာကခရိယန်ဖြစ်လာပြီဆိုတာနဲ့ဆုမတောင်းတဲ့လူကျမ်းစာမဖတ်တဲ့လူဆိုရင်ဘာဖြစ်မလဲဆိုတော့ဝိညာဉ်အသက်တာကကြီးထွားမှာမဟုတ်ဘူးသေနိုင်တယ်ကျမ်းစာမဖတ်ဘဲနဲ့ဆုမတောင်းဘဲနဲ့နေ့စဉ်အသက်တာသုံးလာတဲ့အခါကျတော့စာတမန်နာကတခါတည်းခွင့်ကောင်းယူပြီးမှယုံကြည်ခြင်းကဲတင်ခြင်းဟာမပြောက်ဘူးလို့အများကြီးဧဝံဂေလိဆရာတွေကပြောပေမဲ့တကယ်ဆိုကျမ်းစာမဖတ်ဘဲနဲ့ဆုမတောင်းဘဲနဲ့နေတဲ့အခါကျတော့ကိုယ့်ရဲ့ကဲတင်ခြင်းကိုတခါတည်းစာတမန်နာကယူသွားပါတယ်အသက်၆သွားပြီးမှတေခြင်းကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝိညာဉ်အသက်ကြီးထွားလာဖို့ရန်အတွက်ဆုတောင်းခြင်းနဲ့ကျမ်းစာဖတ်ခြင်းဟာလူရဲ့အသက်ရှင်ဒီကိုခန္ဓာအသက်ရှင်ဖို့ရန်အတွက်အသက်ရှူခြင်းနဲ့အသက်ထုတ်ခြင်းအရေးကြီးတယ်လို့ပဲအရေးကြီးပါတယ်ဆိုတာကိုဒီကနေထပ်မှန်ပြီးမှကျွန်မပြောချင်ပါတယ်ကျမ်းစာဖတ်ရှုခြင်းနဲ့ဆုတောင်းခြင်းနဲ့အပြန်အလှန်မိခိုပြီးမှခရိယန်များအနေနဲ့ဝိညာဉ်ရေးကြီးထွားမှုအတွက်အရေးကြီးဆုံးအရာဖြစ်တယ်ဆုတောင်းခြင်းကဘုရားသခင်နဲ့ဆုတောင်းခြင်းဟာဘုရားသခင်နဲ့တိုက်ရိုက်စကားပြောခြင်းဖြစ်တယ်လိုရာတွေအကုန်လုံးပြောပြတာစိတ်နိုင်ရင်လည်းယင်ဖွင့်ပြတယ်ကိုယ်တငယ်ချင်းလို့ပေါ့နော်ဘုရားကိုအကုန်လုံးပြောအကုန်လုံးသူထက်ခဲနိုင်တယ်ဆုတောင်းခြင်းကဘုရားသခင်နဲ့တိုက်ရိုက်ဆက်ဆံရေးကိုဖြစ်စေပြီးမှကျမ်းစာဖတ်ခြင်းဟာကျွန်တော်တို့ကိုလမ်းပြတယ်တဲ့ဆာလံထဲမှာပြောလဲ119အပိုက်105တရားနဲ့9မှာနှုတ်ကပတ်တော်ဟာတဲ့ငါရဲ့ခြေထောက်အတွက်ပါလဲလမ်းပြတဲ့အလင်းဖြစ်တယ်ဆိုတာနော်ဒါကြောင့်မလို့မာတင်လူသာကပြောလဲဆိုရင်တမန်ကျမ်းစာကအသက်ရှင်နေတယ်ငါကိုစကားပြောခုနပြောသလိုပေါ့နော်ခြေထောက်တွေရှိတယ်ငါကိုလိုက်တယ်လက်တွေရှိတယ်ငါကိုကင်တွေ့တယ်ဘီလီဂရဟမ်ကပြောလဲဆိုရင်ဘုရားသခင်ထံဆုတောင်းခြင်းတဲ့ခုနပြောတဲ့ပေါ့နော်တငယ်ချင်းလို့လည်းဖះကိုကြိုက်တာအကုန်လုံးမင်းလိုရာရှိရင်တောင်းစိတ်နာတာစိတ်ညစ်တာ
ခံစားတာရှင်ပြော share ပေါ့နော်အကုန်လုံးဖရားကိုယ့်ရဲ့တငယ်ချင်းလို့တိုင်ပင်ဖော်တိုင်ပင်ဖက်လို့ပြောလို့ရတယ်ဘီလီဂရဟမ်ကလည်းပြောတယ်ဆူတောင်းချင်းဆိုတာကတဲ့ဖခင်တယောက်ရဲ့စကားကိုတခါတဲ့ခလေးကနားထောင်ပြီးမှခလေးကလိုရာကြီးအကုန်လုံးသူ့ရဲ့ဖခင်ကိုပြောတယ်လို့ပဲဖြစ်ပါတယ်တဲ့ခလေးဒီဖခင်ရဲ့ဆန္ဒကိုတောင်းတကယ်တော့ခလေးတယောက်ကသူ့ရဲ့ဦးနောက်သူ့ရဲ့စဉ်းစားနိုင်တဲ့အရာမှာဖခင်ဟာကဘာပေါ်မှာအတတ်နိုင်ဆုံးအစွမ်းစကြီးဆုံးဆိုတာခလေးရဲ့စိတ်ထဲမှာယုံကြည်မှုမှာရှိတယ်ဒီလိုပဲဆုတောင်းတဲ့အခါမှာလောကမှာဒီစัจ java လာတစ်ခုလုံးမှာအစွမ်းအစအတတ်နိုင်အကြီးဆုံးအစွမ်းအစအတတ်နိုင်ဆုံးဟာဖရားပဲဖြစ်တယ်ဆုတောင်းခြင်းနဲ့တာကိုတောင်းတာအားလုံးရနိုင်တောင်းပါတောင်းလင်ရမယ်ဆိုတာတောင်းရင်တော့ရတယ်ဘီလီဂရဟမ်ကသူအယံဆုတောင်းနေတဲ့တကယ်အလောက်ကြီးနာမေကျော်ကပါမှာနာမေကျော်အဲဝံကလေးဖြစ်တာဘာကြောင့်လဲသူဆုတောင်းတဲ့ဒီတူးထောက်ပြီးမှဆုတောင်းတဲ့သူ့ရဲ့ဒီချမ်းပင်ကတခါလေးခြိုင်သွားတယ်တဲ့အလောက်ထိသူဆုတောင်းတာနော်ဒါကြောင့်မလို့သူပြောတယ်ဆုတောင်းခြင်းဘယ်လောက်အရေးကြီးတယ်ဆိုတာဆုတောင်းခြင်းနဲ့လူနဲ့ဘုရားသခင်ကြားနှလန်းသွားဆက်သွယ်မှုတစ်ခုဖြစ်သောကြောင့်လူသားဒီဘုရားသခင်အားစကားပြောယုံသားမကဖျားသခင်အနှုတ်ကပတ်တော်ကိုလည်းနားထောင်တင်နေတချို့တွေဘာပြောလဲအော်ဖျားကငါ့ကိုစကားပြောတယ်ဖျားရဲ့အတန်ကြားတယ်ဆုမတောင်းဘဲနဲ့ကျမ်းစာမဖတ်ဘဲနဲ့ဒါကျွန်မမယုံဘူးမနေ့ကကျွန်မပြောပြပြီဖျားရဲ့စကားကျွန်မကြားခဲ့ဘူးတယ်ဂျမေကာမှာနေတော့ကတက်တဲ့ခံပြီးပြီအရက်ရှင်မှာဆိုလို့ကျွန်မမပြောတော့ဘူးနော်ကျမ်းစာဖတ်ပြီးမှဆုတောင်းပြီးမှဖရားရဲ့အတန်ကိုကြားနိုင်တယ်ကျမ်းစာကနေကျမ်းစာမဖတ်တဲ့သူဆုမတောင်းတဲ့သူဖရားအတန်ကြားလို့မရဘူးဒါပေမဲ့ဆုတောင်းပြီးမှဖရားနဲ့မိတ္တဟာရဖွဲ့ပြီးမှဖရားရဲ့စကားကိုနားထောင်ဖို့ရန်အတွက်ကျမ်းစာဖတ်ပြီးမှကျမတို့ကြိုက်တာကိုပဲပြောတာမဟုတ်ပဲနဲ့ဖရားကကျမကိုဘာပြောတယ်လဲဆိုတာလဲနားထောင်ဖို့အရေးကြီးတယ်ဆိုတာကိုဒီမှာပြောကြလို့ပါတယ်ကျွန်တော်တို့ဒီတမန်ကျမ်းစာမှတ်တဆင့်တာဖရားသခင်ရဲ့အတန်ကိုကြားနိုင်တယ်တမန်ကျမ်းစာတွေဖရားသခင်မှုတ်သွင်းခြင်းအမှန်တရားနဲ့လမ်းညွှန်မှုဤအရင်အမြင့်ယုံကြည်ချက်နဲ့အလက်အကျင့်အတွဲအခြေခံဖြစ်သည်မှားယွင်းသောတုန်တင်ခြင်းကိုခုခံကာကွယ်ခြင်းဖြစ်သည်ဆိုလိုရာကတမန်ကျမ်းစာတွေယုံကြည်ခြင်းအယူဝါဒနဲ့လက်တွေ့လှုပ်ဆောင်ခြင်းဤအစွန်ဆုံးပေါ့နော်အစွန်ဆုံးနဲ့တရားဝင်သောအရင်အမြင့်ဖြစ်တယ်ဆိုတာကိုဒီမှာကျွန်မထပ်ပြီးမှနောက်ဆုံးအနေနဲ့ပြောချင်တယ်လူသားတွေအတွက်ဘုရားသခင်ရဲ့ထုတ်ပေါ်မှုဟောက်သွင်းခံအလိုတော်အသက်ရှင်တော်မူသောဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ပါတယ်ကျမ်းစာကတော့လူအသက်တာအတွက်မရှိမဖြစ်တဲ့အရေးကြီးဆုံးအရာအသက်ရှူသွင်းအသက်ရှူထုတ်ဖို့ကိုခန္ဓာကိုခန္ဓာအသက်ရှင်ဖို့လိုအပ်တယ်လို့ဝိညာဉ်အသက်ရှင်ဖို့လည်းကျမ်းစာဖတ်နေဆုတောင်းတာအင်မတန်မှလိုအပ်ပါတယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်နှမတို့ကျမတို့ကျမ်းစာကဘလောက်အရေးကြီးပြီးမှအာနာရှိပြီးမှတကိုးရှိတယ်လဲဆိုတာဒီနေ့တိနားလေပြီးမှကျမ်းစာဖတ်ခြင်းနဲ့ဆုတောင်းခြင်းကိုယ့်ရဲ့အသက်တာကနေလုံးဝမလွဲပဲနဲ့ဒီအကျင့်ကိုအမြဲကျင့်နိုင်ဖို့ကျင့်နိုင်တော့တာသမီတွေဖြစ်စေဖို့ဖျားရှင်အားလုံးကောင်းချီးပေးပါစေ။